လောကမှာကိုစိတ်ငြိမ်အောင်လုပ်တာလဲကိုပဲဖြစ်ပါတယ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာလဲကိုပဲဖြစ်ပါတယ်အောင်မြင်အောင်လုပ်ပေးနိုင်တာရောပြင်ချရှုံးအောင်လုပ်ပေးရတာလဲကိုပဲဖြစ်ပါတယ်အထူးကတော့ကိုရဲ့စိတ်ပါပဲစိတ်ဆိုတာအရန်ကိုစဖို့ကောင်းပါတယ်စိတ်ကောင်းထားနေရင်တမှုရှိတဲ့ခြေတစ်ခွက်ဖြစ်ပြီးတော့မကောင်းတဲ့စိတ်ပြီးထားမယ်ဆိုရင်တော့အမှန်တမ်းတော့ကြံစည်အောင်ကောင်းနေဘေးရနေတစ်ခုဖြစ်သွားနိုင်ပါတယ်အရေးကြီးဆုံးကတော့ကိုစိတ်ချတောင်းထားဖို့နဲ့တမှုရှိအောင်နေထိုင်နိုင်ဖို့ပါပဲရှေ့ရဲကိုသူတစ်ပတ်ကိုကြကြကြိုက်ထားကြည့်လိုက်ပါအဲ့ဒီပူတန်ကိုကျိတ်မိတ်ပြီးတော့ခန်းစားနေရအောင်ပါလားလွှတ်ချလိုက်မှသာအဲ့ဒီပူတန်နဲ့ဝေးသွားပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်ဘဝဟာလည်းဒီလိုပါပဲကျွန်တော်တို့တွေဟာဘဝမှာရှိတဲ့စိတ်ညစ်စရာတွေကိုတွေးနေတယ်ပြီးစိတ်ညစ်စရာတွေဟာပို့ပြီးတော့ကြီးထွားလာပြီးတော့ကျွန်တော်တို့တွေစပ်ပြီးစိတ်ဆင်းရဲကိုဆင်းရဲထင်နေကြရအောင်မှာဖြစ်ပါတယ်ဒါတွေဘိုကေရှင်မှုခက်ကြောဖို့မိလိုက်ရှာမှသာအဆင်ပြေမှာပါတချို့ကအိတ်တွဲစိတ်ညစ်ကြတယ်တချို့ကချစ်သူကြီးစားတချို့ကအလုံးတချို့ကမွေကြီးအဆက်ရှိတဲ့စိတ်ညစ်ကိုပါများစွာပါဟဲလာလေးဖို့ထိုက်ပြီးတော့စိတ်ညစ်နေယူနေရတာအမှန်တော့မိမိကိုတစ်တံပြီးအချင်းချနေတာဖြစ်ပါတယ်အတိကဖာလို့ရမလဲဖြည့်ရှင်းနိုင်တဲ့နည်းလမ်းရှာဖို့ပဲဖြစ်ပါတယ်အကျိုးရှိရင်အကြောင်းရှိတယ်လို့အခက်အခဲရှိရင်အဖြေဆိုတာရှိစမြဲကအခုဒီစာဖတ်နေတဲ့စာဖတ်သူရလေလူငယ်တဲ့စစ်တွေရောကစိတ်ငြိမ်စရာတွေနဲ့ကြုံမှုခဲ့ရပါလိမ့်မယ်စိတ်ငြိမ်ဖူးခဲ့ရပါလိမ့်မယ်ကျွန်တော်ပေါ်တိုင်းနဲ့အပါဝင်မှာအခုတော့ဒါရီဟာရီးစရာပြောစရာလေးတစ်ခုသာဖြစ်သွားတာပါဒါမှမဟုတ်လေအတွေ့အကြုံမဲ့သင်ခန်းစာတွေဖြစ်ပါကြတာပါအပြော်ရင်းနဲ့ပဲနေပါအပြော်ရီဖို့ဖတ်တီးပါစိတ်ဖို့တက်မိုင်ကများပြောင်းထားတာအကောင်းဆုံးပါလောကကြီးကဖီမတန်မှစိတ်ခွန်ဖို့ပဲများနှုံလာပါတယ်ဆုံးရှုံးမှုတန်တွေကြာရှုံးမှုတန်တွေဝမ်းနဲ့ကြေပွဲမှုတန်တွေကိုစာပတ်သူတွေကမခံနိုင်ဘူးဆိုရင်စိတ်ခေါ်မှုတွေနားတဲ့ဒီတော့ပါကြီးကိုလိုဆက်ပြီးတော့ရင်ဆိုင်နိုင်လေမိမိကိုတေးချမ်းဆယ်မင်းကြီးနဲ့ဖြည့်ရှင်ပါလားဒါမှမဟုတ်ဆိုရင်စာဖတ်သူတွေမှာလုံလောက်တဲ့ရည်ချက်မှုရှိသေးလို့ဆိုတာမမေ့ပါနဲ့လုံလောက်တဲ့ရည်ချက်မှုရှိတဲ့သူတိုင်းဟာကိစ္စတိုင်းကိုခေါင်းနဲ့ထည့်ပြလိမ့်မရှိကြပါဘူးတကယ်တော့ပူလောင်မှုကိုခံစားနေရတယ်ဆိုတာမေတ္တာစိတ်နဲ့နေလို့ပါအတော့ဖိတ်ကြီးနေတာကြောင့်လည်းပါပါတယ်ကိုယ့်ရဲ့လောဘကိုပုံမြောက်ပြီးရကိုယ်မာနကိုအမြဲရှိနေတဲ့နော်နေရမျိုးတွေပါဒီတော့ဒါရင်မဖြစ်အောင်စိတ်ရင်းစရာတွေနဲ့ဝေသွားအောက်မှာရေးထားတဲ့စိတ်ကလေးတွေကိုထားနိုင်အောင်စူးစမ်းကြည့်ကြတာခွင့်လွန်တာတွေပေးကြည့်ပါကိုချင်းစာစိတ်နဲ့ကြည့်ပါအကောင်းမြင်စိတ်မျိုးတွေနဲ့အကောင်းမြင်လေးပါအရေးဆုံးငြိမ်းချမ်းတော့မှာကအမြင်ပြီးကိုယ်ပိုင်ပဲဖြစ်ပါတယ်လူတယောက်ရဲ့အမှားကိုမြင်ပြခြင်းဟာအကောင်းဆုံးကလေးစားခြင်းဖြစ်ပါတယ်ကန်ဆုံးမှတော့ရမိုးလိုက်လို့ရဆိုတဲ့ညီမစပပုံလေးရှိပါတယ်ဒေချာစဉ်းစားကြည့်မိုးဟာလည်းစက်မရပြီးလုံးမရွာနိုင်ပါဘူးသူလည်းပဲအားရှာမလဲကွယ်ပုံတိုင်းမင်းရင်ဒီကလေးတွေရပါစမြဲပါအကောင်းဆုံးမိလာဖို့အတွက်အစိုးဆုံးတွေအရင်လာတက်ကြပါတယ်လောကကြီးရဲ့တဘာဝလူလောက်ပြောလို့ရနေပါပြီနေရကုန်လို့ချင်းနေပူထဲမှာရဲဆောင်မိရပါလားဆိုပြီးတော့အကောင်းမြင်စိတ်တွေနဲ့တွေးကြည့်ပါငါကပြေးခင်တွေတို့ခံနေတာတူခေအောင်ကြိုးစားမယ်ဆိုရင်စိတ်တက်ကလေးဝင်ကြည့်ပါဒီဘော့ဆိုတာခဏလေးပါအသက်ရှင်ဖို့ထမင်းစားအောင်လားဆိုတာကိုအရင်တွေးကြည့်ပါထမင်းစားမှုအသက်ရှင်တာကခေါ်ဝကျေးသူနေတော်မှာမိသွေးဖြစ်မခံပါနဲ့တန်မိုးရှိရဲ့စိတ်မဲ့ခေအောင်ကြုံစားပါအလုပ်တွေလုပ်နေရင်လည်းပညာရေးဆက်ရှာပါအမြင်မပြတ်လေ့လာသိနေပါလူသားတွေကိုအကျိုးပြုနိုင်တဲ့ပရိဟိတအလုပ်လေးတွေလည်းမြင်မြန်လုပ်ပါမြင်များရင်လည်းမှာကူညီပါကိမပါစိတ်ကောင်းထားပါယူသားစာကြိုးစားပါဒါဆိုရင်တော့ဘဝတစ်ခုလုံးတိုင်းတမှုရှိရဲ့နေထိုင်နိုင်တဲ့လူတစ်ယောက်ဖြစ်သွားပါပြီချစ်သိတဲ့ကောင်ရဲ့စိတ်ဓာတ်အောင်မြင်မှုပညာကောင်းဆောင်မှုပညာဘဝသင်ခန်းစာပညာတွေကိုချင်းစိတ်တကောင်ကနေသိမှကလားအခြားဖက်ဒရယ်ဆန်စီကမှသိရမှာမဟုတ်ပါဘူးလေဒီလိုပြန်လိုက်ရအခြားဂရိဆန်စီမှာတည်ယူစရာမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူးချင်းသိတဲ့ကောင်ရဲ့ဘဝကနေတည်ယူနိုင်တဲ့ဘဝသင်ခန်းစာတွေဟာတကယ်ကိုမယုံနိုင်စရာတွေပါချင်းလေးတကောင်မေးလိုက်တဲ့အခါသူတစ်ခါနဲ့တက်ခိုင်လိုက်တာမဟုတ်ပါဘူးအေးစစ်စစ်သူ့ရဲ့စာကိုကြည့်တယ်လေ့လာတယ်အဲ့ဒီချိန်မှာသူ့ရဲ့အာရုံစူးစိုက်မှုကထိတ်ဆုံးစိတ်ကိုရောက်ရှိနေပါတယ်သူအာရုံစိုက်မှုတွေပါရဲ့လှုပ်ရှားမှုမှသွားရင်သူစားရမယ့်စာဟာပြေးသွားနိုင်ပါတယ်ကျွန်တော်တို့ဘဝမှာလည်းဒီလိုပါပဲကိုယ့်ရဲ့ပန်းတိုင်းကိုယ့်ရဲ့အိမ်မက်ကိုပိုင်ဆိုင်ခြင်းရဲ့အာရုံစူးစိုက်ကိုကြီးထိုင်ရှိရမယ်တကယ်လို့အာရုံစူးစိုက်ဖို့လဲသွားတော့ကိုမြောက်ပြီးမရောက်ခဲ့နေတာစိတ်နှောက်ယှက်ပြီးများရင်ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ပန်းတိုင်းဟာကိုယ့်ရဲ့လက်ထက်ကမေးလွတ်သွားမှသိကြပါတယ်
ခြေသိပ်တကောင်ဟာစိတ်ခံမဲလိုက်ရင်နှစ်ဖက်လောက်ပဲအောင်မြင်တာပါအကယ်၍တူသားပထမဆုံးချိန်မအောင်မြင်လို့ကြော်ပါပြီဘာမှမဖြစ်တော့ဘူးအရင်ကလည်းမရဘူးအခုလည်းရမှာမဟုတ်ဘူးဆိုပြီးရှော့ပေးလိုက်ရင်သူဟာတော့ပြီဆိုပြီးဖြစ်လာမှာမဟုတ်ပါဘူးဒါပေမဲ့ချင်းသိပ်တရဲ့စိတ်ကအဲ့လိုမရှိပါဘူးနောက်တစ်ဖက်ကြိုးစားတယ်ထပ်ပြီးတော့အမဲလိုက်တယ်နောက်တစ်ခါအာရုံစိုက်တယ်ဒါပေမဲ့အရှုံးတော့အလုံးဝမပေးဘူးစမောင်းလုံးမှာလည်းအဲ့ဒီလိုစိတ်တမျိုးရှိရင်ရပါမယ်အချိန်မှပြစွာကြိုးစားပါဒါပေမဲ့ဘယ်တော့မှအရှုံးမပေးပါနဲ့တိုးတကားဟာဘယ်တော့မှမဦးဆောင်နိုင်တယ်လို့ချင်းသိတကောင်ဟာလည်းဘယ်တော့မှသူများနောက်မလိုက်ပါဘူးတဲ့အမှန်ပါပဲတိုးတကားဟာဘယ်တော့မှဦးဆောင်နိုင်တယ်လို့သူ့ရဲ့ထင်ချုပ်မှုဟာလည်းအချောက်ကိုရဲ့ရက်ထဲမှာရှိနေပါတယ်ချင်းသိတကောင်မှာကျတော့ဘသူ့ကိုမှမလိုက်နာပါဘူးဒါကြောင့်သူ့ရဲ့ထင်ချုပ်မှုဟာသူကိုယ်တိုင်ရဲ့လက်ထဲမှာပဲရှိနေပါတယ်ဘယ်သွားရမလဲဖားလို့ရမလဲဆိုတာကိုသူကိုယ်တိုင်ပဲဆုံးဖြတ်တယ်။ဘယ်သူကမှလည်းနားမလိုက်လို့ဘယ်သူကမှလည်းနားမခံပါဘူး။ဒါပေမဲ့ကျွန်တော်တို့လူတွေများစုကလူတွေရဲ့ထင်မြင်ချက်တွေပေါ်မှာမူတည်ပြီးတော့ရှင်တန်နေတွေရှိကြပါရဲ့။ဘာလို့ရမလဲဆိုတာတွေကိုလည်းသူတို့ကိုပဲပေးကြတယ်။လောက်တင်လားမလောက်တင်ဘူးကဆိုတာလေသူတို့ကိုပဲပေးကြတယ်။တခုခုလောက်လိုက်ရင်လေငါတို့လူတွေဖာပြောကြမလဲဆိုရဲကြောက်စိတ်ကရှိနေပါသေးရဲ့ဒီလိုဖြစ်နေရင်ကိုမောရဲ့ထိတ်ချုံဟာတိုးလို့ပဲအခြားကူရဲ့ကထဲရှောက်ပါပါလိမ့်မယ်တကယ်ချင်းနေရ TV ကြည့်ရဲ့တယောက်ကဟိုလိုပွဲစိတ်ဝင်စားတယ်နောက်တစ်ယောက်ကဟိုဗင်းကြီးစိတ်ဝင်စားတယ် TV မှာဘာကြောက်ရမလဲဆိုတာကတော့ဘယ်သူလက်ထဲပါ TV remote ရှိနေတယ်ဆိုတဲ့ပုံမှာမူတည်ပါတယ် remote တာရှိငါလူလက်ထဲပါရှိရင်ကိုကြည့်စင်တော့မကြည့်ရတော့ဘဲနဲ့သူပြတာပဲကြည့်နေရတော့မှာပါဘဝဆိုတာလည်းဒီလိုပါပဲကိုဘဝရဲ့ထိန်ချုံမှုကိုတခြားခုစီပြီးခြင်းလားကိုလည်းပဲမှာပဲထားမလားတခြားသူတွေစီကအကျဉ်းဉာဏ်လေးယူနေလို့ဆိုလိုတာမဟုတ်ပါဘူးအကျဉ်းဉာဏ်လေးယူပါမိဘတွေစီကနေယူပါထပ်တန်ကြီးတွေစီကနေယူပါဒါပေမဲ့လူတိုင်းစီကနေအကျဉ်းဉာဏ်ယူစရာမလိုပါဘူးလူတိုင်းကိုလည်းမေးနေစရာမလိုပါဘူးလူတိုင်းချိန်ကစပါးကိုလည်းနားထောင်နေစရာမလိုပါဘူးချစ်တဲ့ကဘာလူတွေပါကိုဘောရဲ့ထိချုံမှုကိုကိုယ့်ရဲ့လက်ထဲမှာပဲထားပါတခြားပူတွေရဲ့ဝေဖန်ပြောဆိုမှုတွေကိုခရူးဆိုင်ဖို့ဘလို့ပါဘူးပရိသတ်နေမှာချက်တိတ်ကအမြင့်ဆုံးမဟုတ်ပါဘူးအရွယ်ရှိဆုံးလည်းမဟုတ်သလိုခန္ဓာကိုယ်အစည်းဆုံးလည်းမဟုတ်ပါဘူးမြေကောင်းဆုံးလည်းမဟုတ်ပါဘူးဒါဆိုရင်သူ့ကိုတော့ပြင်လို့ဘာကြောင့်သတ်မှတ်ခဲ့ကြရတယ်သူ့ဘာကထူးခြားမှုတွေရှိနေတယ်အဲ့ဒီရာသူ့ကိုထူးခြားစေတဲ့ရာကတော့ဝိညာဉ်နေရာနဲ့ထိုက်တန်စေခဲ့တဲ့ရာကတော့သူ့ရဲ့စိတ်ကပါဟိုမှာကျွန်တော်တို့ရဲ့စိတ်တဲ့ကျွန်တော်တို့ရဲ့စိတ်ကပေါ်လာမှန်နေရပါမယ်။ဒါပါပဲကျွန်တော်တို့ကိုကိုယ့်ရဲ့နေပင်မှာဘယင်းတစ်ပါးဖြစ်စေမှာပါ။ကိုယ့်ရဲ့စိတ်နဲ့ကိုချင်းသိတကားလို့အပြည့်မြင့်ဒေတာပါ။ကိုယ့်ရဲ့အာနေစံတွေပေါ်အာယုဆိုင်ရေးမယ်ဆောင်ကိုယ်ပိုင်ရှိနေတဲ့အရာတွေနဲ့ကိုယ်ပါကိုအာယုဆိုင်လိုက်မယ်ဆိုတာကိုပဲပို့ပြီးတော့အာယုဆိုင်ပါချင်းတဲ့ကပန်ကိုသူ့ရဲ့စိတ်တဲ့ကြောင့်တော်ပရေခဲတမန်ဟာကြလို့ sub သူတွေကလည်းစာပက်သူတွေရဲ့ပန်တန်နေစိတ်ရေးသဘောတာစိတ်တဲ့ကြောင့်လာကမှာမိမိရဲ့နေပဲပါတရင်ဖြစ်ဒေစာခေါ်ဝေါ်ကြပါလိမ့်မယ်ဒါတွေကတော့အာယုစုဆိုင်မှုအထေကအချိန်မှမျိုးခေါ်ကြိုးစားပါဒါပေမဲ့အဲ့ဒါနဲ့ရှော့ပါနဲ့အချောင်းကိုရဲ့ဝေဖန်ကောဆိုမိုတွေကိုခယူဆိုင်နေစရာမလိုပါဘူးမင်းရဲ့စိတ်ရပါမင်းကိုထူကြစေရပါချင်းတဲ့ပောင်ကနေတင်ရင်နိုင်တဲ့အကောင်းဆုံးသင်ခန်းစာလေးကိုဖြစ်ပါတယ်စိတ်တက်ကြတိုင်းတတိယပါတခါတလေဘဝမှာအချို့များတွေကတေးပီးလေးလို့ထင်ရပေမဲ့တကယ်ကိုအရေးကြီးပါတယ်အဲဒါကြောင့်ဒီသေးသေးလေးချက်တွေကိုအချောင်းအရာတွေကိုပြောပြပေးပါမယ်ဘဝမှာဒီချက်လေးချက်ကိုသူကမှမပြောပြပါနဲ့ကိုမိသားစုရဲ့ပြဿနာကိုရဲ့ချီကိုဆွဲဖွဲ့တဲ့အစီအစဉ်နာတာပလန်တွေကိုရဲ့ဝင်ငွေဘဝကခက်ခဲတဲ့အတွက်ကြောင့်မို့လို့တချို့လူတွေကလွယ်လွယ်လေးနဲ့ရတာတွေကိုတန်ဖိုးပထားကြပါဘူးလူများစုကတွေ့တဲ့နာမ်ကိုပဲပြကြတယ်ဒါပေမဲ့အလွယ်နည်းကတကယ်မှန်နေတာဟုတ်လားမဟုတ်ဘူးလားဆိုတာကိုဘယ်သူမှမသိပါဘူးကိုယ့်ရဲ့နာမ်ကိုကိုရှောင်ရမှာပါမဖြစ်လို့လဲဆိုတော့ကိုကြောက်ကိုထပ်ပြည့်ရသူမရှိပါဘူးဒီလောကမှာရရတိုင်းကိုနားလေကြတယ်ဒါပေမဲ့စကလုံးမြေရဲ့တွေပဲတွေကိုတော့ဘယ်သူမှနားမလေကြဘူးဘာကြောင့်လဲဆိုတော့လူတွေကသူတို့ရဲ့လို့အတွက်သူတို့ရဲ့စကလုံးတွေတွေရောပါတတ်ကြတယ်အိမ်မဟောင်းနေလို့လာပြီးဘယ်တော့မှမိမိရဲ့ဒီမချက်ပန်းတိုင်းကိုမပြောင်းလဲပါနဲ့။ဘာလို့လဲဆိုတော့မိမိရဲ့ပန်းတိုင်းကိုရှောက်တဲ့ဒီဟာကိုဝေဖန်လဲမှုသူတွေရဲ့ပြူကပြောင်းလဲသွားလာခဲ့လို့ပါ။ဒီစကားကလောဝမှန်ပါတယ်။အများစုမှာပြပြဆုံးမှုမရှိဘူး။ပြဆုံးဖြစ်နေတဲ့အတွက်အချို့ညာတွေကလည်းပြဆုံးမှုမရှိဘူးဆိုတာကလည်းအမှန်တရားဖြစ်ပါတယ်။အပြစ်ပါပြန်နေတဲ့ငတွေကဘယ်တော့မှကုန်မြင့်ကြဘူးအမြင်မှနေမှုနေရာမရှိဘူးဆိုတာကိုသူတို့လည်းသိကြပါတယ်
သက်ဆန်ရှိတိုင်းလူကောင်းမဖြစ်နိုင်ဘူးလူကောင်းဆိုတာသူတို့ခက်အစင်းနေတဲ့လူကကိုယ့်ရဲ့ဘေးမှာတော့ထိုင်ရင်တော့သူ့ကိုယ်သူအစင်းနေငယ်လို့မခံစားတရားပါဘူးတခါမှကလေးစာမှာရေးထားတာကိုနှင်းဖနှိမ့်ဆက်သူတွေကလည်းကျွန်တော်တို့ပဲကိုနှိမ့်ချတာကလည်းကျွန်တော်တို့ပဲနိုင်လာကြဘသူကိုအပြစ်တင်ရလိမ့်နေတကယ်တော့တယောက်ယောက်ကစာဖတ်သူတွေကိုစိုက်တယ်ဆိုရင်တော့ဒူကောင်းကသူပေါ့ပါဘူးစာဖတ်သူတွေကပဲဒူကောင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့စာဖတ်သူတွေကိုဒူကောင်းလို့မြင်နိုင်မေးရေးခြင်းကစာဖတ်သူတွေစီမှာပဲရှိတာဖြစ်လို့ပါမိမိရဲ့ဘဝကိုကောင်းမွန်ဖန်ဆီးခြင်းရင်တော့ရေးလိုပဲခေရမယ်တဲ့ရေးတာသူတို့ရဲ့လက်ကြောင့်ကိုသူတို့ကိုယ်တိုင်ရှာဖွေကြရပါစောက်တုံးတွေပူပါဟုတ်ပါဘူးသူများရဲ့လက်ကြောင့်တော့မှစောက်တုံးတွေကရှန်တက်ကြပါတယ်အောင်မြင်တဲ့သူတွေကသူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီကမာကိုပြောင်းလဲနိုင်ကြတယ်။ဘာမြင်တဲ့သူတွေကစံပစိတ်ကြောင့်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းနေကြပါတယ်။စာဖတ်သူတွေစီမှာတော့အရေးချင်းတွေရှိရင်လူတွေကစာဖတ်သူတွေကိုတန်ဖိုးထားမှဖြစ်ပါတယ်။ဒီရောကစာဖတ်သူတွေဟာကောင်းတဲ့မှုကိုလုပ်နေတာမှာစာဖတ်သူတွေကိုတန်လျာရှိရင်ဆိုရင်သူ့ကိုတန်လျာကိုကိုပေးလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့တန်လျာကစာပြီးသူရဲ့မိမချင်းပေါ်လာမဟုတ်ဘဲနဲ့ရှိရတဲ့စင်မှုပေါ်မှာလည်းအမြင်ရှိနေလို့ဖြစ်ပါတယ်။တရားသက်ရှောင်းတဲ့လူဟာလည်းအမြင်သုံးရှိရောက်နေဆိုတာကိုတတိယပေးပါ။ဒါပေမဲ့ခကောလုံးကိုခေါ်ပြီးတော့ရှောက်တဲ့သူကပဲအဝေးဆုံးဖို့ရှောင်းမှာဖြစ်ပါတယ်။အဲ့ဒါကိုလည်းတတိယပေးဖို့လိုအပ်ပါတယ်။လူတွေကတမူအလုံးအလုံးရဲ့ရှိမှာအကုန်လုံးရဲ့ရှိမှာရှိကြရဲ့။ဒါပေမဲ့ဟိုတဲ့အချိန်မှာတော့အလုံးထက်အယုံကြည်ရလို့ကိုရဲ့ရှိမှာပဲပုံကြတာဖြစ်ပါတယ်။ပညာရေးနဲ့လမ်းခုတော့ဟာတူတူပါပဲ။နောက်ခုသလုံးကသူနေရနဲ့သူနေပြီးတော့သူများကိုသူတို့ရဲ့ဗန်နိုင်နေစီအရောက်ပို့ပေးပါတယ်။အလားတရားကိုအရောက်လင်းတဲ့ဆုံးခဲ့ပြီးတော့အောင်မြင်မှုတွေပို့တော့ဘေးကနေနေရဲ့ဆုံးခဲ့ပြီးတဲ့လူခွဲစီမှာဆန္ဒလိုတွေနေထိုင်ကြပါတယ်။ပြီးတော့ဝေရှိတဲ့သူတွေကိုပဲတိကျမှုတွေပေးကြတယ်။ဘဝမှာပြအားနဲ့ချက်တဝက်ချက်တွေကိုသူ့ပေါ်မှာပြောပြရနေ။ဘဝပါမယုံတဲ့မယုံကပ်ပဲနေတော့ဘယ်တော့မှအောင်မြင်မှုကိုရမှာပေါ့ကားဟုအများစုကအချိန်တမလို့လုံးမယ်လို့ပြောတတ်ကြတယ်ဘဝမှာဘယ်တော့မှအချိန်ကိုမဆောက်ရပါဘူးအခုကိုကပဲအချိန်မှရှိနေလေအဲ့ဒီအချိန်ကိုစာကတ်သူတွေကကိုယ့်ရဲ့ခေါင်းစိုးချိန်ဆိုပြီးတတ်မှတ်ရမှာဖြစ်ပါတယ်ယုံကြည်မှုဆိုတဲ့စကားလုံးကသိပြီမဲ့အနာဘုတတိပြရင်းနဲ့တဘောလုံးချိန်ဟာကုန်ပွားတတ်ပါတယ်အချိန်နဲ့ချိန်တွေကတော့နေရာပြောင်းလဲနေပါမှာဒါပေမဲ့မိတ်ဆွေကောင်းတဲ့အမျိုးကောင်းတွေကတော့ဘယ်တော့မှမပြောင်းလဲပါဘူးတချို့ຢာတွေပါနားမလဲတယ်လို့ခက်ကောင်းဖြစ်နိုင်မယ်ပချိတဲ့ဒီစကားတွေကဘာကိုဆိုလိုလာလဲဆိုတာကိုသိလာမှာပါကျွန်တော်တို့တွေနားပါကြသမျှရာတိုင်းကိုနှလုံးသားစီမပို့သင့်ပါဘူးအချို့လူတွေရဲ့စကားလုံးတွေဟာစိတ်ပြိုလဲကျသွားနိုင်လောက်တဲ့အတိုင်းအတာတွေရှိတတ်ပါတယ်ကျွန်တော်တို့ဟာစကားညရာတိုင်းကိုတိုင်းခံစားသင့်ပါဘူးကောင်းမွန်တွေကိုသာလက်ခံပြီးပကောင်းတဲ့ရာတွေကိုညင်ပယ်နိုင်ရပါမယ်ဘဝမှာလူထောင်သမကတွေ့ရပါတယ်ဒီလူတွေဟာကျွန်တော်တို့ကိုပုံစံမျိုးအရေးသွေးမျိုးနဲ့ပိုက်တတ်မှတ်ကြမှာပါထင်းကိုပြောတာရှိမယ်ညောက်ပင်တာရှိမယ်ဘယ်ရာကိုမှအလွန်ကျိုးမခိုင်စားသင့်ပါဘူးကျွန်တော်တို့ကိုနားမလဲတဲ့ဘာသာစကားနဲ့ကပြောတဲ့အခါမှာဘာမှမခံစားရပါဘူးကိုကောင်းတာပြောနေတာလားဆိုးတာပြောနေတာလားနားမလဲခါညာတော့ကိုအတွက်အတိတ်ပဲတာမှကောက်လို့မရပါဘူးဒီတော့ဘာမှပြန်ပြီးတော့တုတ်ပြန်စရာမလိုတော့တာပါဒီလိုပါပဲလူတချို့မဲ့စကားပြောတဲ့အခါနားမလဲရင်နားမလဲတော့နေလိုက်တာဟာအကောင်းဆုံးပါတစ်ဖက်လူပြောသမျှဟိုအကျေပဲဖွင့်လိုက်တာဟာမိမိကိုယ်တိုင်ပဲဖြစ်ပါရဲ့။ကြားရလို့စကားလုံးတွေဟာကိုယ်အတွက်ကောင်းလို့မရှိရင်ကြားရရုံပဲသဘောထားနိုင်ပြီးတော့အကျေပဲတွေကိုလိုက်ပြီးတော့မခံစားပါနဲ့။ကိုယ်အတွက်တဲ့ကြိုးမရှိတစ်ဖက်လူကိုလည်းထိခိုက်စေပဲစကားတွေကိုလွယ်ပြောပြကြတဲ့ human စာတွေဟာတသက်ကိုရှိပါတယ်။ဒါတွေကိုလိုက်ခံစားနေမယ်ဆိုရင်ကိုယ်တိုင်ကပင်မရပါလိမ့်မယ်။ဒီစကားလုံးတွေကိုကလက်မခံတဲ့အခါမှာလေထဲမှာသာပြောက်ကွယ်သွားပါလိမ့်မယ်။လူတွေရဲ့ကြည့်တွေပြောရအောင်ထောင်တော့မကတဲ့မိခုံတွေပါဝင်နေပါတယ်ကိုပါလုံးနေလေဘယ်သူနဲ့လဲပါရီလဲစသဖြင့်ပါဒါရီယာနိုကိုစိုက်ပြီးတော့ဖြည့်ရှင်းကြနေဖို့ဘလို့ပါဘူးကိုအကြောင်းလို့သာအတီးဆုံးပါဘာကောမှအထင်မပေးခြင်းတဲ့အခါမှာပြောပြီးသားနေလိုက်ပါဘာတစ်ခုမှမတုတ်ပြန်တော့ခြင်းဟာထိရောက်တဲ့တုတ်ပြန်ကြီးတစ်မျိုးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နာမှာကြားရောက်တဲ့လောက်နေရှက်လိုက်ပေးပါတယ်ကျွန်တော်တို့ရဲ့နောက်တစ်ပါးကိုနေရိုက်ခံမိပါစေနဲ့နားရှိနေတဲ့ကတော့ကြားနေရပါလိမ့်မယ်။ဒါပေမဲ့သံလောကစီကိုမပို့ပါနဲ့။သံလောကဆိုတာစေကျဲတန်ရှင်းမှုတွေကိုသာထားရမယ့်နေရာဖြစ်ပါတယ်။အကောင်းနေစိတ်ပြီးတည်ရှိရမယ့်နေရာဖြစ်ပါတယ်။
ကျုံးသားမရှိတဲ့မိုက်တွေကိုထုတ်ပေးထားရမယ်နေရာမဟုတ်ပါဘူးလို့အားပေးပြောကြားလိုပါတယ်ဘဝမှာကိုနိုချင်တာရီရဖို့အောက်ကျခံရတဲ့ခိုက်တံတွေရှိမှာပါကိုတကယ်နုဘတဲ့ရအတွက်အောက်ကျတင်အောက်ကျရပါမယ်ဒါပေမဲ့မပေးရတဲ့ကူစီကအတင်းတောင်းဆိုနေမယ်ဆိုရင်တော့မိမိရဲ့တန်မှုကြပါရဲ့ကိုပေါ့အဖတ်မလုပ်ချင်တဲ့သူကိုလည်းပဲကိုဘက်ကနေအောက်ကျခံပြီးဖတ်မလုပ်သင့်ပါဘူးကိုဘက်ကဘနောက်ပဲခယူဆိုင်ဆိုင်အချို့လူတွေကိုပြန်ပြီးခယူဆိုင်ချင်မှစိုက်ပါနေမယ်ကိုစွန်ခါထားတဲ့သူတွေကိုခွင့်လို့ပေးလိုက်ပါလိုက်ပြီးတော့မတွေ့ကပါနဲ့ကိုစကားနောက်တစ်ခါတင်တဲ့သူတွေကိုအပင်ခါပြင်မှန်းခံပြီးတော့သွားမပြောပါနဲ့မိမိကိုသဘောမကျတဲ့သူတွေရဲ့ရှေ့မှာသူတို့သဘောကျအောင်ဟန်ဆောင်မနေပါနဲ့လူတိုင်းနဲ့ချင်ပြအောင်မကြိုးစားပါနဲ့ခြေသေးရင်ခြေပါဘယ်ရာကိုမှနဘာဘလူးချင်ပါနဲ့ဘယ်ရာဆိုယူပြီးရင်တနည်းနည်းနဲ့ပြန်ဆက်ရပေးဆက်ရပါကိုရိုင်းကြိုးစားလုပ်ယူလို့ရတယ်အရာမှန်တဲ့ကိုဘသူကိုမှကိုကြီးတောင်းမဲနဲ့ကိုရိုင်းမဲလုပ်ပါလိုဝမကိုကြီးတောင်းမှာကျင်နိုင်ရင်မူရိုင်းလို့နိုင်အောင်ကြိုးစားပါကိုများကိုလည်းကိုကြီးတက်ပါစေဘသူကိုမှမိခိုးပဲလေမိမိကသာရှက်တင်နိုင်ဖို့လိုပါတယ်ဘသူကိုကြီးမှမလိုပဲနေနိုင်တဲ့ခါမှာဘသူမျက်နှာကိုပါချိန်နေစရာမလိုတော့ပါဘူးတစ်ခါတလေကိုမရတဲ့နာကိုမလိုချင်တာကောင်းဆုံးပါပဲကိုပြရတဲ့နာကိုယူမိရင်ကိုမလို့ချင်တာကိုရှာတတ်ပါတယ်ကိုနဲ့ထိုက်တဲ့နာကိုပဲယူပါမိမိရဲ့ပုံစံအမှန်နဲ့ပဲနေထားမှာတစ်ခါကောင်မိုးစိုးလင်မယားနှစ်ယောက်ရှိရဲ့မိမဖြစ်သူကမိုးစိုးလို့ကိုကြီးရဲ့ယောက်ျားဖြစ်သူကိုဒီလိုလုပ်တာမကြရှာဘူးဒါနဲ့တနေ့ရောသူယောက်ျားကိုရှင်ပို့လေးပါလေးစောင့်ပြီးတော့တရားလေးပါလေးတော့ပါလားပြတိတ်ကဖုန်ကြီးချောင်းသွားဖို့ဆိုပြီးခလိုက်တယ်အဲ့ဒီမှာမိုးစိုးကြီးကလည်းစိတ်လိုလဲရအောင်သွားရှာရဲ့ခွန်ကြီးကြရအောင်လို့ခွန်ကြီးကိုကြော့ပြီးတပည့်တော်ကိုတရားတပုံလောက်တူတူတုတ်တုတ်လေးဟောပေးပါတရားလို့တရားတောင်းပါတယ်ဒီတော့ခွန်ကြီးပေးလိုက်တဲ့တရားလေးကကိုကြက်တာပို့လို့ပါတဲ့တာဟာတိုးစိုးတရားပါပဲဒီတော့မိုးစိုးကြီးကအာဟောသွားတယ်အရှင်ဘုရားတပည့်တော်ဟာဒီမိုးစိုးအလုပ်ကိုစိုက်နေတယ်လို့ပဲဒေါ်လိုက်မိုးစိုးဘွားနဲ့ရတိလာတာ55နှစ်တောင်ရှိပါပြီဒါပေမဲ့အခုချိန်ကြီးဘာတိုးတက်မှုမှမရပါဘူးအခုလေဖော့ကွန်ကကိုကြိုက်တာကိုလို့ဆိုတော့ဘယ်နဲ့များလို့ရပါလို့ရှောက်ပါတယ်ဆရာတော်ကအတီနာလာတဲ့လူခေါ်ပြီးသူ့ကိုအနေထိုးလိုက်တယ်ဒီတော့မိုးစိုးပါအောင်းလို့ထားဟောပါကောအဲ့ဒီမှာဆရာတော်ကမေးပါတယ်မင်းကိုအနေထိုးတာကြိုက်လားနဲ့ဒီတော့မိုးစိုးပါပြန်ပြီးပါတယ်ပေချန်ကနေဖေဟာတပည့်တော်ကအဲ့နဲ့မပြောပါနဲ့မျက်စောင်းဖိုးရင်တော့ကြိုက်ကံဖုတ်ပါဘူးလို့ပြောပါတယ်ဒီမှာပဲဆရာတော်ကဒါဆိုရင်မင်းဘိုအနေထိုးတာတော့မကြိုက်ဘူးဆိုရင်လေးနဲ့ပြညာနဲ့ပြပြီးတော့သူများတက်ဖို့တက်ခံနေတာဟာကိုယ်ကြိုက်တဲ့လူကိုသူများကိုပွားလုံးနေရပါပဲဟဲ့ဒီတော်များများလာတဲ့ဒီအတိုင်းပါပဲကိုတတ်မှကြတော့မကြိုက်ပါဘူးသူများအသက်ကြတော့တတ်တယ်ကိုများပြောတာကြတော့မကြိုက်ဘူးသူများကိုကြတော့ညာပြောကြတယ်တကယ်တော့ကိုမကြိုက်ဘူးဆိုရဲအလုပ်တွေတော့တိုင်းကိုသူများပေါ်မှာလုံမိတတ်ပါတယ်ဒါကြောင့်ဆရာတော်ဟောတဲ့ကိုကြိုက်တာကိုလို့ပါဆိုရဲတရားတွေဟာပညာဖတ်ပြီးတော့ထီရောက်လာပါတယ်ဘဝမှာကိုမဖြစ်ချင်တာတွေအများကြီးလည်းဖြစ်ခဲ့ဖို့ကနေမယ်ကိုဖြစ်ချင်တာတွေလည်းအများကြီးရွေးဆဲဖို့ရပါလိမ့်မယ်ဝူကျွင်းနေရတဲ့နေတွေလည်းအများကြီးရှိခဲ့ဖို့မှဖြစ်သလိုပျော်ရွှင်ရတဲ့နေတွေလည်းအများကြီးရှိနေကြမှာပါမတည်ရတဲ့လောကကြီးမှာတင်းနေခြင်းတွေကြီးမလာနိုင်တာသိပေမဲ့ကောင်းလာရေးကြီးပဲဒါစင်နာဟာနှုတ်တဘာပါပဲကျွန်တော်တို့ကလည်းပုထုစိန်လူကားတရားကိုကောင်းလာရေးကြီးကစီစဉ်ခဲ့တာပါကိုဖြစ်ချင်တာတွေကြီးတစိုက်ပွင့်မှပြန်လာစီစဉ်ခဲ့တာပါပဲဒါပေမဲ့လောကဆိုတာမာယာညာကပါတယ်သူစင်နာတွေကိုထည့်ချလိုက်ခဲ့ကကိုဖြစ်စင်နာနဲ့ဘတူမီရဲ့ကကျွန်တော်တို့မှာအလဲလဲပြောပါပဲမုန်းကြွေးကြရတယ်နာကျင်ကြရတယ်ကျွန်တော်တို့ကိုနာကျင်စေတဲ့ပဝေခြင်းကလေးခတ်ကြေးခြင်းရတယ်အဲ့ဒီတော့ဘဝမှာကြုံလာတဲ့အခါအဲ့ဒီခက်ဖေကနေဘလို့လို့များအောင်လုပ်လဲအကူရပါရှိနေဆိုတာမျိုးသားတွေ့တတ်ကြပါရဲ့တတိယဖြစ်တော့ပုံညီရဲ့သူကိုအဓိကရှာတတ်ပါတယ်တကယ်တော့ကျွန်တော်တို့ကတော့အခက်ခဲဆိုတာဒီတစ်ချိန်သာကြိုးတွေးကြရမှာမဟုတ်ပါဘူးအတိမထားတဲ့အခက်ခဲတွေရောကြိုးတွေးထားတဲ့အခက်ခဲတွေရောကြုံတွေ့နိုင်ပါတယ်အဲဒါကြောင့်ခက်ခဲကြုံနိုင်အကူရပုံညီမဲ့သူကိုပဲရှာနေတော့မယ်ဆိုရင်တတလုံးသူတော်ဘာကိုကြီးအကူများပါလားကိုယ်တိုင်ခေရှိဖို့ကြိုးစားမယ်ဆိုရင်ဒီတစ်ချိန်ခေရှိနိုင်ခဲ့ခြင်းဟာကိုယ်အတွက်ဒီတစ်ချိန်ဆိုရင်ဒုတင်လာစီမှာပါနောက်ထပ်ပိုခတ်တဲ့ခက်ခဲတွေရင်ဆိုင်ရတဲ့အခါမှာလေအခါပါခေရှိနိုင်တဲ့အတွက်ကိုယုံကြည်မှုတိုးလာပြီးကိုယ့်ရဲ့ဆိုရင်လည်းတိုးလာစီမှာပါဒါပေမဲ့အဲ့ဒီလိုကြုံလာတဲ့ခက်ခဲတွေကိုကိုယ်တိုင်ရင်ဆိုင်ခေရှိမှုပကြိုးစားတော့ပဲနဲ့အခြားလူတရားရဲ့အကူအညီနဲ့ခေရှိပေးနာဆိုရဲမျိုးလေးချက်မျိုးထားမိတဲ့အခါ
ကိုယ့်ရဲ့လက်ရှိချိန်လေးလက်ခကုန်သွားနိုင်ပါတယ်အဲဒါအပြင်ကိုယ်တိုင်အားစိုက်ထိုးစူးစမ်းဖို့ကိုလည်းရှော့သွားပါတယ်ကိုယ်တိုင်ရသလောက်တော့အားစိုက်ထုတ်ဖို့အာရုံရှိတော့ပါဘူးတကယ်လို့များအခြားလူတယောက်ကဝေးပြီးတော့ကိုကြီးပေးလိုက်ခြင်းကိုခံလိုက်ရပြန်ရင်လေနောက်ပတ်တော့ခက်ခဲတွေကြောင့်လိုက်ငကိုနေရလိုရညာမျောလေးလေးမျောမှာပါအဲ့ဒီအခါအခက်ခဲမှန်သမျှကိုရဲဝစွာရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုရဲမိမိကိုယ်ကိုဆုံးရှုံးရပါလိမ့်မယ်တကယ်လို့များအခြားလူတယောက်ကဝင်ပြီးတော့ကိုကြီးပေးလိုက်ခြင်းကိုခံရပြန်ရင်လေနောက်ပတ်တော့ခက်ခဲတွေကြောင့်လိုက်ကိုရင်ရလိုရညာမျောလေးလေးမျောမှာပါအဲ့ဒီကအခက်ခဲမှန်သမျှကိုရဲဝစွာရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုရဲကိုဆုံးရှုံးရပါလိမ့်မယ်အထီးကကျွန်တော်တို့ဘဝတွေကိုကိုမြင်ပြီးမှမေတူတွေကိုမျောနေမှုမဟုတ်ပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုကဲတင်နိုင်လို့စူးစမ်းရမှာဖြစ်ပါရဲ့ကိုမှမကဲတင်နိုင်ရင်ဘယ်သူမှကျွန်တော်တို့ကိုကဲတင်နိုင်မှာမဟုတ်ပါဘူးအခက်ခဲတွေဘယ်လောက်များရကြော်ဖြတ်မယ်ဆိုတဲ့စိတ်ထားရှိတဲ့လူကသာဘယ်လောက်ကြီးမားတဲ့အခက်ခဲရှိပါစေကြော်ဖြတ်နိုင်တဲ့တတိရှိမှဖြစ်ပါရဲ့ဘလို့ခက်ခဲမျိုးမဆိုမရရင်ဆိုင်ကြော်ခဲ့မယ်ဆိုတဲ့စိတ်ကရှိတဲ့သူဟာဘလို့ခက်ခဲမဆိုမကြောက်မရွံ့နဲ့ကြော်ခဲ့ဖို့အားရနေရှိနေမှာပါအဲဒါကြောင့်လေဘလို့မျိုးပြောင်းနေမဆိုလက်ဖမ်းပြီးတော့ကြော်ခဲ့နိုင်မှာပါဘဝရဲ့ခက်ခဲတွေအတွက်မိမိကိုယ်တိုင်ကသာအရေးကြီးတာဖြစ်ပါတယ်ကိုပြီးကလေးပြေးမကိုညီမဲသူတွေရှိဖို့တောင်းကလူတို့ကကိုမဆိုလိုပါဘူးဒါပေမဲ့အမြဲမလို့ပြေးကလေးဖေးမကိုညီမဲတို့ကိုပဲမျောနေပြီးကိုလိုက်ပြေးရှိဖို့မကြိုးစားလို့မရပါဘူးလို့ပြောချင်တာပါကိုဘွားရဲ့ခက်ခဲမှန်တဲ့နေရာကိုညီမဲပဲသူရှိဒီကိစ္စမရှိဒီပစ္စည်းကိုရကြိုးစားရမှာကကိုတောင်းဝင်မှာပဲကိုသာပိုးပွင့်ရဖြစ်ပြီးတော့မိမိပို့ကိုအားကိုဖို့အရေးကြီးပါတယ်အဲဒီကကြောင့်ဘဝမှာလေ့ကျမှုတိုင်းမှာဘဝရဲ့စင်ပြေမှုတိုင်းမှာအခက်ခဲတွေတိုင်းမှာကိုပင်မှာဖေးမမဲ့သူဘယ်သူမှမရှိပါလားရေဆိုပြီးတော့ဝမ်းနဲ့အားမငယ်ပါနဲ့မနေ့ဖိုင်လေ့ကျခဲ့ဆိုရင်ဒီနေ့တော့မတည့်ရလိုက်ပါဆိုတဲ့စကားလိုပါကိုလေ့ကျလာတဲ့အခါထိုဝေးပဲသူမရှိတာဟာဝမ်းနဲ့ဆရာမဟုတ်ပါဘူးကိုလေ့ကျတဲ့အခါကိုကပိုပြမထောက်မရပါဘူးဒါဆိုရင်ဆရာပါကိုရဲ့ဆိုရင်ဟီတာဟိကြီးဆုံးဖြစ်ပြီးတော့ဘလို့ခက်ခဲပြဿနာကိုမဆိုအကောင်းဆုံးရင်ဆိုင်တည်ရှိမယ်ဆိုတဲ့ကိုရဲ့စိတ်ဓာတ်နဲ့ဆွဲလုံးလာဟာရေးကြီးဆုံးပါကိုဘဝအတွက်ကိုရဲ့အကောင်းဆုံးဖြစ်တတ်မယ်ဆိုတဲ့စိတ်ကသာရေးကြီးဆုံးဖြစ်တာမို့လို့မိမိကိုယ်သာကိုယ်ကွယ်ရဖြစ်ပါတယ်ဒါကြောင့်ကိုသာကိုယ်ကွယ်ရဖြစ်မဲ့ယူပြီးမိမိဘဝအတွက်ဘာပဲဖြစ်ဖြစ်အကောင်းဆုံးရင်ဆိုင်ကြောဖြတ်ဖို့ကိုယ်တိုင်တရားဝင်ရှိတဲ့ဆိုတဲ့စိတ်ကိုဝေးပြီးတော့ဘဝကိုရင်ဆိုင်ဖြတ်တတ်ဖို့တိုက်တွန်းလိုက်ရပါတယ်အရှိစံနေပါရဲ့စာစုလေးတစ်ပုံနဲ့ဆက်ပြီးတော့ပြောပြသွားပါမယ်။ကိုဘွားမှာကိုသားဒီကပါကိုဘွားကိုယ်တိုင်ပြုပြီးမှာကိုယ်တိုင်ပြုပြီးရင်ကိုဘွားကပြည့်စည်သွားမှာပါ။ကိုဘွားကိုယ်တိုင်ပြောင်းလဲပါကိုယ်တိုင်ပြောင်းရင်ကိုဘွားကတိုးတက်မှုတွေနဲ့ဝေးသွားမှာပါ။ကိုဘွားကိုယ်တိုင်ဆုံးမှာပါကိုယ်တိုင်မဆုံးမရင်ကိုဘွားကစစ်စစ်ရဲရဲဖြစ်သွားတော့ပါ။ကိုဘွားကိုယ်တိုင်ကြိုးစားပါကိုယ်တိုင်မကြိုးစားရင်ကိုဘွားကကြောက်ရှုပ်သွားတော့ပါကိုဘွားကိုယ်တိုင်အားကိုပါဘိုးအားမကိုရင်ကိုဘွားသာစစ်ချအားကိုရတဲ့သူမရှိပါဘူးကိုဘွားကိုယ်တိုင်နားနေပါကိုယ်တိုင်နားမနေရင်ကိုဘွားကခံစားမှုပြင်းနေမှာပါကိုဘွားကိုယ်တိုင်ဆောင်မှာကိုယ်တိုင်မစားရင်ကိုဘွားကဖေးရဲဖြစ်သွားမှာပါကိုဘွားကိုယ်တိုင်ဖန်တီးတိဆောက်ပါကိုယ်တိုင်ဖန်တီးဆောင်ရင်ကိုဘွားကမတွေ့ဝင်စရာပါပြောရင်းချင်းဆိုတာနဲ့ကျွန်တော်တို့ William Shakespeare ရဲ့စကားလေးတစ်ခုကိုအရင်ဆုံးပြင်းမြင်မိပါတယ်။အမြဲတမ်းပျော်ရွှင်မှုကိုခံစားရတယ်။အကြောင်းကတော့ငါဟာဘသူစီကားဖို့မပါကိုမမျောလင်းမထားလို့ပါ။မျောလင်းခြင်းတွေကအမြဲတမ်းနာကျင်စေပါတယ်။ဒီစကားလေးကပေထရမတန်မှန်တော်လာပါတယ်။ဆိုတော့ကျွန်တော်တို့ငယ်ငယ်ကကိုသိချင်ရတဲ့တငယ်ချင်းတွေပို့တခြားပူနေတဲ့တငယ်ချင်းဖြစ်သွားမှာတခြားစုကိုပို့ထပ်ပို့ခင်မှာတိတ်ဆုံးခဲ့ကြတယ်မဟုတ်လားကလေးတစ်ပါးကအပေါင်းတင်ကလေးဖန်နေတော့ကိုချီရတဲ့တငယ်ချင်းတွေကတခြားသူကိုပို့ထပ်ပို့ခင်တွေ့ပါရင်ဆိုတဲ့စိတ်နဲ့ရဘက်ပိတ်ဆိုရင်အေးရတဲ့တော်တော်နဲ့အင်ပြောကြမှာဟုတ်အဲ့ဒီလိုစိတ်တော့ကရပြီးတော့ပျော်ရွှင်တဲ့ကလောက်ပျော်ရွှင်ရတယ်ပါဟုတ်ဒါတွေကကလေးဘဝငယ်ငယ်လေးတွေမှာမဟုတ်ပါဘူးအရွယ်ရောက်လာတဲ့ခါမှာလည်းမျော်လင့်ခြင်းဆိုတဲ့ຢာတွေဟာရှိနေကြပါတယ်ဘယ်လိုပြောလဲဆိုတော့ကိုသူ့ကိုလုပ်ပေးတဲ့တာသူကိုပြန်လုပ်ပေးမယ်ဆိုတာမျိုးပါဥပမာကိုတငယ်ချင်းမွေးကြီးမှာကိုကသူက surprise တွေပေးတိုက်ပါတယ်ချိန်ခါမှာမယ်ငါလည်းကြောက်သူပြန်ပေးမှာပဲဆိုပြီးတော့တွေးထားပါတယ်တနေ့ကိုမွေးလေးရောက်လာတဲ့ချိန်မှာသူ့ကို surprise ကြီးပြန်ပေးရအောင်အကြောင်းတစ်ခုခုကြောင့်ဟ
Happy birthday ပါပဲပြောပေးနိုင်ပါတယ်အဲ့ဒီချိန်ကျွန်တော်တို့ရဲ့စိတ်ကကိုမျောနေထားကလို့မဖြစ်လာတဲ့အတွက်ကြောင့်ဒီဝါမပြောရှင်နိုင်ရောပါဘူးဒါအပြင်ကိုစီမရှိနေတဲ့အရင်ကပြောရှင်မှုလေးတွေကမှပြောဆိုသွားနိုင်ပါတယ်ဒီလိုထင်ရရဲ့ကြောင်ကြီးကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ပြောရှင်မှုကိုကျွန်တော်တို့ကတော့ချားသူစီကမျောနေခဲ့ပြီးရောပါကောင်းတာတို့ရေကောင်းတာဖြစ်တဲ့ကိုဖြိုးပိုတဲ့အတိုင်းတက်ပြတက်ရောက်ပါတယ်ဟေးတကယ်ဒီဖဲကြောင့်ကောင်းတာတို့တိုင်းကောင်းတာတွေတက်ပြရလိုက်တာမျိုးကနေပါတယ်ကိုဖြိုးမှုတဲ့တောင်ကိုပေါ်ချက်ချင်းတက်ပြတက်ရောက်မှုဆိုတာကလည်းရှိတော့ရှိပေမဲ့အချိန်ကောကိုကတော့ကြားပါတယ်ဒါပေမဲ့ကိုကကောင်းတာလုပ်လိုက်တာနဲ့ချက်ချင်းပေါင်းနေစုဖြစ်သွားတာကတော့အမှန်ပါကွန်ပျူတာလိုက်တဲ့တောင်ချက်ချင်းကိုဆွေပြဟာပြုမှုတိုင်းဖြစ်သွားပါတယ်တပတ်သူရဲ့တက်ပြမှုကလည်းကြောင်တင်ကြမယ်ညံ့ချင်းညံ့နေပါပါတပတ်သူရဲ့တံပြန်လာမှုပေါ့စနော်ရီရဲ့စိတ်ကိုအာရုံစိုက်ထားလိုက်တဲ့အခါမှာကိုယ့်ရဲ့ပြည့်စုံမှုတွေကသူ့ပေါ်မူတည်သွားတာပါစီပေးရင်ဆန်ရရမယ်ဆိုတဲ့စီပွားရေးလိုတွက်ချက်မှုကိုဘဝနေထိုင်မှုတွေကျင့်သုံးတဲ့အခါဘယ်လိုပြောရှင်ရပါမလဲကိုပေးလိုက်တဲ့အရာကိုပြုမှုလိုက်တဲ့အရာပေါ်တစ်ပတ်စုကအသိမှပြုစီပဲဖြစ်စေမပြုစီပဲဖြစ်စေကိုကမြေတာခါပြုမှုလောက်ကတည်လိုက်တဲ့အခါကိုပြောရှင်ရတာပဲမဟုတ်ပါလားအတူစီကမှာဘာမှခမျောလေးခြင်းကကိုစိတ်ကိုပျော်ရွှင်စေတဲ့မျိုးပါပဲဒါနဲ့ပတ်သက်လို့မိသားစုကြောင့်ခုနောက်ပြောပြရစီကျွန်တော်ပိုရှင်လာပွင့်တဲ့သူတွေထဲမှာတချို့ကကိုကအိမ်မငယ်ဆုံးဖြစ်နေလို့အလက်ဖြစ်နေလို့အကြီးဖြစ်နေလို့မချစ်တာတွေခရုံမဆိုင်တာတွေခံနေရပါတယ်ဟေးကိုကလည်းမျက်နှာသားရအောင်ပြင်မဲ့အဆူခံနေရတာမျိုးပါတကယ်တမ်းကျမိဘဆိုတာကိုယ့်ရဲ့ကာသမီကိုအကုန်ချစ်ကြပါတယ်ဘယ်သူကိုတော့ဖို့ချစ်တာမျိုးရှိတန်ကောင်းရှိပေမဲ့ဒေတာသမီးပြောခရရပူဝေတော့ကရရသလိုပဲဒေတာသမီးပြောကြရပါစေတန်းပူရင်လည်းကပြောကြတာပါပဲ69ရာခိုင်နှုန်းတော့နေပါရီကတာသမီပေါ်ပါပြန်လေးပါဆိုရဲညနေချက်မျိုးမပါပါဘူးတော်တော်လေးအစင်းနေပါစေအောင်မြင်ပါစေဆိုတဲ့စိတ်မျိုးနဲ့ပဲဝေခွာကြိုးပြိုထောင်ခဲ့ကြတာပါအလိုက်တိလို့တော့ပြန်မှုပြန်ရမယ်နော်အတိုင်းမသိပြောနေကြပါတယ်အဲ့ဒီအတွက်သူတို့ကတောက်တနည်းပေါ့ဘာများလေးချက်နဲ့မှမရှင်တန်စီခဲ့လို့ပြောနေကြတာပါတောက်သမီးကလည်းဒီဘဘောတည်တဲ့ခါပါပြရပါစေဆိုတဲ့စိတ်နဲ့လို့တဲ့အခါစိတ်ပျော်ရွှင်မှုတွေဟာရပါမလားငါမိဘကိုငါမမကောလိုက်ပါပြီဆိုတာကိုဖန်ပြပြီးတော့ပါဝဲခြင်းရဲ့အတိမတ်ပြုမှုမိဘရဲ့ချီးကျူးမှုကိုလိုချင်တာမျိုးဆိုရင်တော့အလုံးစုံပျော်ရွှင်ရမှာမဟုတ်ပါဘူးအဝေးကြီးတဲ့သားသမီးတဲ့အနည်းကြီးကြတဲ့သားသမီးဟာမိဘနဲ့တစ်ချက်ချက်ပြကြတာဟာတပါပါပဲကိုကအမြင်မတော်လို့ပြောလားမိဘကအမြင်မတော်လို့ပြောလိုက်ရဲ့တဆူဆူပါအဲ့ဒီတော့ကိုယ့်ရဲ့မိဘကိုကိုတမိုးထားဆောက်ရှောက်လုပ်ကြပြရမှာကိုလောက်ခေါက်ပါလားအဲ့ဒီပုံမှာပြောင်းနေချက်တွေထားပြီးငါကောက်ဝင်ကြပြီးနေပါလေငါပေါ်ကြအတိမှန် review အလေးမထားလိုက်ကဆိုမီပူဆွေးတော့ခါကြည့်ရင်ကိုပဲစိတ်တိုင်းရမှာပါဒါကြောင့်တခြားအရာပေါ်မှာတော့မဟုတ်သေးပါဘူးမိဘနဲ့တာလူမိကြမှာတော့ဘာကလေးကျမရှိတဲ့ခါစိတ်ပြောရှင်းရတာပါပဲပြောင်းနေချက်ပြတဲ့အခါမှာနာကျင်မှုတွေကိုလည်းရှင်းကြရပါတယ်ဒါကြောင့်ပြောင်းနေချက်တင်းကနဲ့လှုပ်ရှားရှိတာဆက်လုပ်ပေးလိုက်ပါပေါ်ဝေးချေပေါ်မှာလည်းဒီလိုပါပဲကျွန်တော်တို့ကတခုခုပြန်ရပါစေဆိုတဲ့စိတ်နဲ့ပြောင်းရင်းစက်နဲ့ပြုမှုလုပ်ကိုင်ပြီးရှင်းတန်းကြတဲ့အခါစိတ်ပေါ်ပါရောကြရမှာပါဝိုင်းနေကြရမှာပါလမ်းကျင်ကြရမှာပါတခြားကိုလေးကကျွန်တော်တို့မဟုတ်ပါဘူးကျွန်တော်တို့ပြုမှုတဲ့အတိုင်းပြရဖို့မမျှော်လင့်ပါနဲ့ပတ်ဝန်းကျင်မှာရှင်တန်တဲ့ကအကျဉ်းနိုင်သောမျှော်လင့်ချက်တွေနဲ့မရှင်တန်တဲ့ကစိတ်သက်သာရမှာဟာအမှန်ပါပဲစိတ်တရားတွေနဲ့နေပါမှာအမှန်ပါပဲကျွန်တော်တို့ခန္ဓာကိုယ်မှာရှားတဲ့တရားတဲ့ကျွန်တော်တို့ဆုံးမရတဲ့စိတ်တရားဟာပြဖင်းမှုခက်ခဲဆုံးတရားပါအဲဒီတော့ကျွန်တော်တို့ရဲ့ဘဝမှာတခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုလိုပေးတဲ့လိုမျိုးသူနဲ့တန်လို့ပြီးမှတည်းဆိုရဲညှော်နေခြင်းပေးတာနဲ့ဘဝကိုပျော်ရွှင်စွာရှင်တန်လိုက်ကြတာဟာအကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော်တို့ရှင်တန်နေတဲ့ပုံဝေးချေရဲ့သူများစုကတော့မျက်ရည်ကြတာဟိုရာမို့အရှုံးပြီးတယ်လို့သတ်မှတ်ကြပါတယ်လက်မြောက်သွားတယ်လို့ခံယူကြတယ်ပြုံးမဲ့နေလို့ယူဆကြပါတယ်မိုးရဲသူမျက်ရည်ကြတဲ့သူဟာခန္ဓာရင်မရှိဘူးပေါ့တကယ်ပဲမျက်ရည်ကြတဲ့သူမိုးရဲသူဟာပျော်ညံ့တာလားအရှုံးပေးတာလားအဖြေကလောကမဟုတ်ပါဘူးစားတော့တယ်မှာခတ်ပူပါတယ်မျက်ရည်ဟာအေးဟာပါဟဲ့မျက်ရည်ဟာဟန်းစုငွေကိုအားနေစိတ်ဖြစ်ခြင်းတွေကိုမောင်းထုတ်ပြလိုက်တာပါကြာရှုံးရင်းကိုနှစ်သိပ်ပေးတဲ့အခေါင်းဆုံးလက်နက်ပါတရားမင်းကိုစိတ်ချပေးနိုင်ပါတယ်နာကျင်ခြင်းတွေကိုမေးဖြောက်ပေးနိုင်ပါတယ်ကျွန်တော်ငယ်ငယ်ကဆိုရင်အမေတာပါမဟုတ်ဖေးလာရပြီဆိုရင်
ဝမ်းနည်းမှုတွေကိုအာရအောင်ဟောပါတယ်ပြီးရင်တော့စားစရာရှိတာအာရပါရစားပြီးပစားစရာရှိတာတော့ခန်းစားရတာပါပဲတကယ်တော့မိုးလိုက်တာဟာနာကျင်ခြင်းတွေကိုနှစ်သိမ့်ပေးခြင်းအန်ထရိုလိုက်ခြင်းဖြစ်ပါတယ်အဲဒီလိုပါပဲကျွန်တော်တို့လူများစုဟာအရွယ်ရောက်လာတဲ့အခါလောကနယ်ရဲ့ရိုက်ပုတ်ခုံတဲ့ချက်ပေးကိုမျိုးမျိုးရင်ဆိုင်ရတဲ့အခါပြေးမကြနဲ့ငါရှုံးမပေးဘူးပြေးမကြဘူးငါအားကျထားမယ်ဆိုပြီးချိန်မိပြီးလာချင်မှုဆိုတဲ့နေရာတွေကိုမျိုးချတက်ကြပါတယ်အဲ့ဒီလိုအခြေအနေမျိုးရောက်ရင်အကျဉ်းတစ်ခုပေးပါရစေအဲဒါကတော့စိတ်တန်ရာတွေရတဲ့အခါလွတ်လွတ်လပ်လပ်တစ်ခါတော့ကိုကြည့်ကြည့်လိုက်ပါဆိုတာပါပဲလောက်ကိုင်းပြီးသစင်မပြေတော့လို့ပိတ်ဟာမိသလိုခံစားနိုင်ရတဲ့အခါဟိုချပြလိုက်ပါဒီစမဲ့ပြသွားလို့တဲခွဲပြီးတော့ဟိုကမခံစားနိုင်တဲ့အခါအာရပါရဟိုချပြလိုက်ပါကိုခံဖာနေရတဲ့တရားတွေနိုင်ချင်းချင်းတွေဝိုင်းတော့ပပတွေဟာနေနဲ့တူပါပြီးတော့ပေါ်ပါနုနက်ပါလိမ့်မယ်ငိုတဲ့အခါမှာလည်းခံစားရတာတွေပေါ်သွားတဲ့ဒီငိုချဖြစ်ပါပုံနေမဟုတ်ပါကအဲ့ဒါဟာနေပူတွေပါဒါကြောင့်မို့ရဆိုတာနေပူတွေလည်းတူညီတယ်ကျွန်တော်တို့ရဲ့ဘူပင်တွေစိုးရင်စောက်တာမှုတွေပါတွန်းထုတ်လိုက်တာပါပဲငါချင်မှုတွေကိုမခံစားနိုင်တော့တဲ့အခါမိုးပြလိုက်ပါပေါ်ပါမှုတွေကိုပြန်ခံစားရပါလိမ့်မယ်မျက်ရည်ဆိုတာဟာလည်းငိုဖို့ပါငိုဖို့မဟုတ်ရင်ဘာလို့ကိုထားရပါလဲဒဏ်ရာတွေအားချင်းချင်းတွေဝမ်းနဲ့ပူဆွေးမှုတွေဟာအချင်းရှိတိုင်းဖြစ်ပေါ်နေတာမဟုတ်ပါဘူးဖြစ်ပေါ်လာတဲ့အခါမှာစိတ်မိတ်ထိုင်ရပြင်းမခံမနဲ့မိုးချလိုက်ပါအထိန်တန်တို့ဟာရာလုံးဟာပြီးဆုံးသွားမှာလည်းဖြစ်ပါတယ်ပြဿနာတွေကိုရင်ဆိုင်ကြောထက်လိုက်ပါအခက်ခဲတွေအဆင်မပြေဘူးတွေဆိုတာအားလူတိုင်းရှိကြပါတယ်အောင်မြင်တဲ့သူတွေရောစိတ်ကမကြဘူးလားစိတ်ကကြပါတယ်နှလုံးသားရှိတဲ့လူတိုင်းစိတ်ရဲ့တဲ့ကြကပေါ်ကိုခံစားကြရပါတယ်ဒါပေမဲ့အောင်မြင်ခြင်းတဲ့သူတွေကတော့စိတ်ကစားမှုကိုတကြထားလေးမရှိကြပါဘူးအတော့ပြီးရင်အစင်းလာသလိုအခက်ပြီးရင်အလွယ်လာပါလိမ့်မယ်အရက်ခက်ခဲတဲ့ဆိုပြီးစိတ်တမကြနိုင်ပါနဲ့ပဲခက်ပဲကိုမစိုးခက်ကြောတော့ဖောက်ခတ်သွားခေရှင်းသွားလို့ရပါတယ်အရာကားတော့ဟာအဆုံးသတ်မှာအဆင်ပြေသွားစမြဲဆိုတာကိုအငြဲကလေးရပါအခက်ခဲတွေလည်းတွေ့တိုင်းခက်ခဲလို့မမှတ်မိလေဒါဟာငါဖြတ်ကျော်ရမယ့်ရာငါခေရှင်းရမယ့်ရာငါဖြတ်ကျော်နိုင်တယ်ငါခေရှင်းနိုင်တယ်ဆိုပြီးတော့အငြဲသတိပေးပါငါဖြတ်ကျော်နိုင်တယ်လို့ယုံကြည်ထားပါကိုမှမယုံကြည်ရင်အခြားသူတွေကလည်းကိုယုံကြည်မှာမဟုတ်ပါဘူးအမီမိုသေးရင်ခက်ခဲဟာတဲ့သေးတယ်လို့အမီမိုကြီးမရင်ခက်ခဲဟာတဲ့စီမှာပါတယ်ခက်ခဲတော့ပြီးစူးစမ်းဖြတ်ကျော်လိုက်ပါready ရင်တော့အကောင်းဆုံးအသုံးချလိုက်ပါတကူတော့မပေးပါနဲ့ကိုယ့်ရဲ့ခက်ခဲကိုကိုယ်တိုင်ကတွေးပြီးတော့အခြားဘသူကမဖြတ်ကျော်မဖြေရှင်းနိုင်ပါဘူးကိုယ်တိုင်ကဖြေရှင်းနိုင်ပါတယ်အတိတ်ကခွင့်မလို့ခြင်းနာကျင်ခြင်းနှစားခြင်းဆိုတဲ့လေးလံနဲ့ဝင်ပို့ကြီးကိုအကုန်းနဲ့တင်လာရမမောသေးဘူးလားလွှတ်ချလိုက်ပါအတိတ်ကနာကျင်မှုတွေကိုစိတ်ညစ်ထိုင်ပြီးတွင်းနေမဲ့စားအနာဂတ်ကိုစိတ်ပူနေမဲ့စားခုပဲကောင်းဆုံးဆိုတဲ့ညာတွေကိုစတင်လို့ဆောင်တာဟာအကောင်းဆုံးပါကိုဟောကဆိုလိုက်တော့လူတွေဝီတာထမင်းတော့နမန်အောင်မစားရတဲ့လူတွေကိုတတိယပါခြေလမတမဆွိုင်းနဲ့လောကရန်ကိုဒူးထောက်ရှော့ပေးတဲ့သူတွေကိုအာနာပါသူတို့တော့ခက်ခဲမှန်သမျှကိုရင်ဆိုင်ခိရှင်းပြီးအကောက်ဆုံးထက်ကျော်နေကြတယ်ကျွန်တော်တို့လိုတန်တမမာတွေကခက်ခဲနေပြီတိုင်းဘာလို့ထွက်ပြေးနေရမှာပဲရင်ဆိုင်ကြောက်ခဲ့လိုက်စမ်းပါနှလုံးသားဆိုတာတံပေါ်လေးတစ်လုံးလိုပါပဲပူတဲ့ຢာတွေကိုထည့်ခိုင်းရင်ပူတဲ့ကြံကိုခံစားရသလိုအေးတဲ့ຢာတွေကိုထည့်ရင်အေးရကိုပဲခံစားရပါမယ်ဒါကြောင့်ဖန်ခွက်တဲ့ကိုပြီးခဲ့တွေထည့်ပြီးပူလောင်ခံမဲ့စားအခုပဲရေကန်လုံးလေးတွေကိုထည့်ပြီးတော့အေးစက်မှုကိုခံစားလိုက်ပါခြေလမ်းတွေကိုရေရဲကြီးရှာလန်းပြီးဘဝရဲ့အခက်အခဲမှန်သမျှကိုရေရဲကြီးရင်ဆိုင်ကြုံဖြတ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်အတိတ်ကိုအဲချိန်တွေအမြင်ပြောင်းနိုင်တဲ့သူဖြစ်အောင်ကြိုးစားပါအရင်နေ့ဆုံးတနေစင်တိုင်းကိုအလို့ဝတ်ဆုံးကိစ္စတိုင်းပြုတ်ပြကိုမလိုအပ်ပါဘူးကိုပိုင်လိုဝတ်ချက်ဆိုတာခေမင်းရေးလိမ်မှုနဲ့တည်တံ့စီရည်တည်နေပါတယ်ထီမပန်းလို့ဘယ်သူမှခေမစဲမကြကြပါဘူးအကြောင်းကဒီရဲ့ violin ထားကြလို့ပါဘဝဆိုတာထိထပ်ပို့ပြီးတော့အလောင်းစားဆံပါတယ်အဲဒါကြောင့်ဘာကိုမှအများကြီးညှော်လည်းမထားပါနဲ့ကိုယ့်ရဲ့မခက်ဆက်လောက်ဝေးရဲ့ဆိုပေမဲ့လူတချို့တလေအတွက်တော်နာရဖြစ်နေတတ်ပါတယ်စေကောင်းစေတနာထားပြီးတော့ကာမှုပေးလိုက်ပါအစိမ်းနှံမှုထွက်သွားကြရင်လည်းဝမ်းနေပါနဲ့ဘဝဆိုတာခရီးပေါ်ခြင်းတဲ့အထိပ္ပယ်မပေါ်ပါဘူးသူတို့လမ်းကိုသူတို့ဆက်ဆောင်ကြပါစေမလိုအပ်ဖဲရမ်းမရင်ကြပါနဲ့လောကကြီးကရင်းကျရမယ့်ကာလကိုသူ့ချိန်နဲ့သူသတ်မှတ်ပေးပြီးသားပါငယ်ရွယ်နှုတ်ပြချိန်တွေကိုဘယ်တော့မှအစားပြန်မပေးပါဘူးဒါဟာမတရားတွေချခဲ့ပေမဲ့လက်ခံရမှာပါအတန်ကြီးတွေကိုတော်တော်များများတော့ဘဝကိုကြားကြီးနှုတ်ပုံပြီးတွေ့ကြတယ်
ကြောက်ကနာခဲ့တဲ့တိတ်ကိုပြန်တွေပါကျန်ရှိနိုင်သေးတဲ့တပံဘူခံမှန်းကြီးပါသူတစ်ပါးအတွက်စဉ်းစားတလာပါလိမ့်မယ်ချစ်ချင်းမြတ်တာဆိုတာအရွယ်ရောက်မှလူမင်းသဘောပေါက်ကြတဲ့အရာခုပါအသက်မေရလာလေပေါင်းသွင်းနေတဲ့ပွေးခွာလာလေကိုဘဝလက်ကျွဲပေါ်ရဲ့ပုံကြီးဟာပို့ပြီးတော့ပြည်ရန်လာနေပါပဲအရင်မဲရီနဲ့အတိတ်ကြောင့်ဆက်လက်ရှောင်မရမယ့်ခရင်ဟာပို့ပြီးတော့ပေါင်းလိုက်ရတတ်ပါတယ်ဘဝရဲ့နောက်ခံရီတာအလင်းရောင်တန်းငယ်ကြီးဘယ်ဒီယာရဲ့ရောက်ထုံးနေပါလိမ့်မယ်အဲဒါကြောင့်အတိတ်ကိုဘယ်ချိန်ပြည့်တွေ့အမြင်ပြုံးမိနိုင်တဲ့သူဖြစ်အောင်စ조사အောင်ကိမတ်တွေမပုတ်ခွင်းကြီးလူတိုင်းမှာရှိပါတယ်။တချို့ဒီဘက်ကိုမပို့လို့ခေါ်တာမလုပ်ရဘူး။မတွေ့ရဘူးဆိုရင်တော့အောင်မြင်မှာမဟုတ်ပါဘူး။အလုပ်ကိုမစတင်ခင်ကလေးကစမေးပြီးတော့အလုပ်ချင်းစိတ်ပဲရှိရဲ့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့တိကျတဲ့ခံယူချက်မျိုးမရှိလို့ပါ။ဘယ်ကြကောင်းလာရဲဆိုရင်နေတဲ့ခြေလမ်းတွေကကိုယ့်ရဲ့ပန်းနိုင်မှုရောက်ဖို့ပိုလာဝေးသွားတာပဲဖြစ်စီမှာပါ။သူများမင်းအချုပ်ပြီးခဲ့ပါကိုမထားတဲ့ရုပ်ကြည့်ချက်တွေနေနေဟဲလို့ပါစစ်လက်ထိုက်ပဲနေတော့အောင်မြင်မှာမဟုတ်ပါဘူးမတိုင်ချင်ရင်နေပြီးမှကောင်းနေရှာပြီးတော့အောင်မြင်အောင်ကိုလိုပါတယ်တကယ်အောင်မြင်ခြင်းတဲ့သူကကိုယ့်ရဲ့အိမ်မက်တွေကိုစလုပ်မယ်လူတွေပြီးစာတန်းနဲ့ပထမခြေလှမ်းတွေကအစောပြီးပါဖို့ယုံကြည်ချက်ပြည့်ရှိတဲ့လူမျိုးတွေပါရှောက်ကမှမကြောက်တလို့ဘလို့ခက်ခဲပြီးတွေပဲဖြစ်ဖြစ်အင်ဆိုင်မှုအသိဖြစ်ပြီးသားသူတွေပါဒါကြောင့် favorite regression တရတဲ့တတိကိုဝေးပါမလုံနိုင်ဘူးလို့ထင်တဲ့သူတွေကိုကိုဘယ်လောက်ထိလုံနိုင်ကြအောင်တက်သေးပြလိုက်ပါမလုံနိုင်တဲ့လူလည်းခြေလမ်းမစားတဲ့ငယ်ကမိမိကိုယ်ကိုပြေးမွားတွင်ကြည့်တာပါဒီချက်မှာဒီကမရှိမဖြစ်တဲ့အချက်ဖြစ်ပါတယ်မိမိရဲ့ခန္ဓာစပိတ်တိုင်းမိမိရဲ့ထင်ပါပါတချို့ကပြောကြတယ်ပျော်ရွှင်မှုဟာရန်ခတ်ခဲပါရဲ့ဟဲ့အဲ့ဒီပုံပေးတဲ့သူတွေကိုပြန်ပြေးကြပါတယ်မိုးဘူးဟာရောဘာလို့ဒီလောက်လွယ်နေရတာပါလဲပျော်ရွှင်မှုကြတော့ခက်ခက်ခဲခဲစူးစမ်းနေရရဲဆိုရင်မိုးဖို့လည်းလွယ်တကူမစင်လာနိုင်ပါနဲ့အလျှော်ပြီးရှောင်းပေးဖို့ကိုလည်းအတွက်လေးပိုမဆုံးဖြတ်နိုင်ပါနဲ့တကယ်တော့ပျော်ရွှင်မှုအဲ့ဒီလားမခက်တလို့မငိုပြီးဖို့အားကြီးထားရတာကလည်းမခက်ပါဘူးပျော်ရွှင်လားပျော်ရွှင်တာဟာလုံးကမိမိရဲ့စိတ်ခံစားချက်ပေါ်မှာပဲပူကြည့်နေပါတယ်အားရကိုစိတ်ပူနေရတယ်ပြုံးကလိုက်ပါကိစ္စတိုင်းကကိုစိတ်ပူနေရုံနဲ့လည်းပြေးလေပါမှာမဟုတ်ပါဘူးဒီကဖုန်းနေပြီးကိုလိုချင်တာကိုလုံနိုင်သလားအစွမ်းကုန်လို့ကြည့်ပြီးဖြစ်ချင်တာကိုတန်နိုင်သလားအစွမ်းကိုစူးစမ်းအကောင့်တွေပေါ်နေအောင်ပါပဲစိတ်ကူးနိုင်သလားစိတ်ကူးကြည့်မလို့ရတဲ့အိမ်မက်တိုင်းကလည်းပတ်စံပေးစရာမလိုတလို့ကိုင်တမ်းမရှိပါဘူးအားလုံးကိုပေါ်ပဲမူတည်တာပါကိုယ့်ရဲ့ကိုကြည့်ပြီးပြောနေရမျိုးမြင်ချင်လားဝိုင်းနေပြီးတော့စိတ်သက်ကြတာမျိုးမြင်ချင်တာလားဆိုတာမျိုးတော့ကိုယ်တိုင်ပြီးချေရမှာပဲဖြစ်ပါတယ်ကျေနှလုံးချွေလို့ကောင်းမီကြီးမမမိုက်သွားသလိုတခါလေးကြပြီးရှုံသွားလို့လည်းဘဝကမတည်သွားပါဘူးအာတင်မီပြန်ထိုင်တဲ့တဲ့ညင်ရီကုတ်ပြီးပြန်ပြုံးလိုက်တဲ့လုံးဝမရှုံသေးပါဘူးဘဝပါရှုံပါအဲ့ဒီလောက်ရေးမကြည့်ပါဘူးနေရာလုံးခဏပါမပြောရှင်နိုင်တဲ့ဘဝကိုပြတ်တမ်းပါနဲ့တမိုးရှိတဲ့အချိန်လေးကိုဖြုံနေတဲ့လူကသာဘဝရဲ့ရှုံလို့ပါစစ်စစ်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖြစ်တည်မှုပေါ်ကိုအားမငယ်ပါနဲ့လူတိုင်းကပြည်စုံတဲ့လူတွေမဟုတ်ကြပါဘူးတချို့ကအတွေးစိတ်မလောက်ရမယ်အပြင်းမိုင်းတွေမြင်ကတော့အချမ်းကိုဆက်မစရာပေါင်းပါတယ်တချို့ကလည်းအပြင်းမိုင်းတွေမြင်ကကြည်ရစရာအားကြစရာမရှိနေမဲ့အတွေးစိတ်ကလေးကအရှမ်းကိုလေးစားဖို့ကောင်းတဲ့သူတွေလည်းရှိပါတယ်ကိုယ့်ရဲ့အနေချက်တွေကိုအားသာချက်ဖြစ်ပြောင်းလဲနိုင်ရင်တော့ကိုယ့်ရဲ့ဖြစ်ခြင်းလူတိုင်းကိုအောင်ငယ်ပါနဲ့လူတိုင်းမှာအနေချက်ကိုစီရှိကြပါရဲ့ပြုံးစိုးလို့ကားရီမလာလို့အရှက်ပူလို့ညံရီမမီလို့ဆင်းရဲလို့ပညာမတတ်လို့စသဖြင့်ဘာလို့ညာလို့နဲ့ကမ္မကားဖာဖြစ်ပေါ်လာတဲ့ဖြစ်သူကိုယ်ပေါ်ဘာလဲစရာရှုံးပေးစရာအာမီစရာတိတ်ငယ်သွားစရာဘလို့ပါဘူးမိမိရဲ့ခစ်တွေကိုအရှိကိုရှိတာချပြလဲတဲ့တက်တီလက်ခရဲတဲ့တတိကလည်းလူတိုင်းကမရှိရဲ့စိတ်ဆွာရီမို့လက်ထန်တောင်စူးစမ်းပြီးကြောင်းနေနိုင်နေဆိုတာကိုအကောင့်တွေပေါ်နိုင်အောင်လုပ်စမ်းကြည့်ပါလုံချတဲ့ပေါ်ကနေထက်တိုက်ရေးတည်ရရမယ်သူဘယ်သူမှကိုမိတ်ပြီးလို့မရပါဘူးဒါကိုမဲ့တချို့ကပါကြောင့်ကိုပါတာကိုဒီဘွားရသွားတာဆိုပြီးတော့လက်လျှော့ရေးနေကြတာပါတယ်ကိုယ်တိုင်ကပြောင်းနေခြင်းဘယ်သူမှတားလို့မရပါဘူးဘဝကိုအာခေဟူရီနဲ့အစွမ်းမတက်လိုက်ပါနဲ့တချို့သောကိုယ်ဟာပေးခံတွေကကုံတောင်းဆိုလို့ဖြစ်ခဲ့တာမဟုတ်ပါဘူးစိတ်လည်းမကြပါနဲ့အဲ့ဒီတော့လည်းမညံပါဘူးမနှက်ချန်ဆိုတာတွေ့မြင်လေတဲ့ကောက်ရောမယ်ဆိုတာကိုတတိယပါမဖြစ်လာသေးတာတွေကိုတရားစီရင်နေတာတွေရှက်တယ်ပါပြီ
ကျွန်တော်တို့တကယ်စိတ်သက်သာကြိုးနေနေကြဆိုရင်သတော့ပဲတန်မာတွေပြောအနည်းဆုံးမဟုတ်ဘောကတွေပူရင်းနဲ့လဲခွေချနေရပါတယ်ဒါပေမဲ့ဒီလိုအချိန်တိုင်းပြိုကျစရာရှိနေတဲ့ကြနေမယ်ဆိုရင်ထိုင်ရမှုတဲ့သောကတွေပို့တိုးလာပဲရှိမှာပါအချိန်တွေကိုရှင်းကောင်းလိုက်ခြင်းမရှိပဲကုန်သွားတာပဲအဖက်ကျပါဟာရင်ကြတုံ့လုပ်တဲ့ပုံစံမျိုးတွေနဲ့တော့ပြန်နေရတွေကိုရှင်းလိုက်တယ်ပါပြီ။ပေါ်ဝေးချင်းကြောင့်ကိုရေးဘုရားကိစ္စကြောင့်မိသားစုကြောင့်အလုပ်ကြောင့်အခြေရဲရှိဝါရေးကြောင့်ဆိုပေမဲ့ဒီလိုကိုယ်စိတ်ကြောင့်ပို့ပင်မစေအောင်မျိုးခင်နေတတ်ပါရဲ့။ဘလို့အတားတွေကိုတနက်ကုန်ပေးပြီးတော့ဒေါ်လာပြနေတာစိတ်ဆင်းရဲနေတာကိုအပြစ်တည်နေမိတာကိုစိတ်တော့ကိုကြောင့်ကိုကပဲလုံနေနေတာပဲဖြစ်ပါလေ။ဒါကြောင့်ဟန်ချက်ညီမတွေးတော့နိုင်ရင်တော့ချမ်းချင်းတမဖို့ပစွမ်းစားနိုင်ရင်တော့ပြိုလဲကြနိုင်တဲ့အကြောင်းအရာတွေကိုထပ်ခါတစ်ခါတွေးနေပြီးကိုဆွဲချနေမိနားကျအောင်လုပ်နေမိတာတွေကိုတော့အတက်နိုင်ဆုံးမလုပ်မိပါစေနဲ့ကြုံတွေ့တဲ့လောက်ကြုံကြရပြီးတင်ငန်းဆိုင်ရာတင်တဲ့လောက်လေးရှားပြေးကြပြီးပါပြီအခါဖဲရီလည်းဖက်ကြောတင်တဲ့လောက်ဖက်ကြောခဲ့ပြီးပါပြီအီဒန်ထူချာမျိုးလည်းဟုံးမဲ့မထင်တော့ပါဘူးဒါကြောင့်တူတူဆဆလေးခဏမတွေ့ပဲကြုံလာမှတာခေရှင်မှာကြိုတွေ့တဲ့ချင်းကမြန်တော့ဖြင့်အစိုးလေးများတာကြောင့်ကြုံတွေ့ပြီးတော့မဖြစ်လာသေးတာတွေတက်လဲကပူတွေကိုမယူပါနဲ့တခါပဲကြုံရမယ်တော့ကဘူးကိုကြိုပြီးတည်နေတာဟာကြုံလာတော့လေထမတခါစဉ်းစားပြီးတည်နေရရောကကိုပို့ပြီးတော့နင်နာကိုတိုင်းတရားစီရင်နေတာမှုအဲ့ဒီဘရီကိုရှက်လိုက်တယ်မှာပြီအပြားကြီးမတူပြနိုင်သေးရင်နော်ကိုနေနာလုံးမိမိရာတွေကိုလက်နဲ့ချီရှော့ချပြီးနေရာတော့ခဏပြောနေလိုက်ကြရအောင်ပါပြုံးထားပါတနောကလုံးကပူရီကိုမိမိကြောင့်တဲ့ထမ်းလို့ထားရတာမဟုတ်ပါဘူးအမိုက်တွင်နဲ့စာလီတစ်စောင်းဖယင်းနဲ့အဲလီစင်ရဲ့ဘဝဟာစာလီတစ်စောင်းနဲ့စခဲ့တဲ့ဆိုတဲ့အကြောင်းကိုသိခဲ့ရပါတယ်တနေ့ဟယ်ဒီဆန်ရင်းကျောင်းမှာပြန်လာတဲ့အချိန်သူ့တမ်းမိုက်ချီယာမကသူ့ကိုစာလေးစာပေးလိုက်ပါတယ်။အဲဒီချိန်ဒီစာလေးကိုယူကပါပြီးရင်မေကိုပေးလိုက်ပါပေး။အဲဒီတော့အဲဒီဆင်လေးဟာသူ့တသက်မှာကျောင်းစာတမ်းကနာပဲလောက်ပဲရှိရဲ့ဆိုတော့စာကိုမဖတ်တတ်သေးပါဘူး။ဒါကြောင့်သူကစာကိုလမ်းမှာလည်းဖတ်မကြည့်ပါဘူး။အိမ်ရောက်တဲ့ခါမှာတော့သူကဆီယာမပေးတဲ့စာကိုသူ့ပြီးလက်ထဲကိုထည့်ပေးလိုက်ပါတယ်။မေတားရတဲ့မိုင်ဆီယမာကမေကိုဒီစာလေးပေးခိုင်းလိုက်ပါတယ်ဟဲ့ဒီဟာသူ့မင်းကစံပိုးတစ်ချက်ဖက်လိုက်ပြီးမျက်ရည်ရွဝိုင်းလာပါတယ်နောက်တော့ဆရာတင်မီသူသားကိုတန်ချစ်ချင်းနဲ့ဖက်ကြလိုက်ပါတယ်ရှင်ရဲ့သားကထိုးကြုံထက်မြက်တဲ့ပါရမီရှင်တရားပါသူ့လူတို့အတွက်ကျမတို့ကြောင့်ကတိတ်ငယ်တိတ်ခဲတော့မှာတယ်သူကိုတင်မြောက်ပေးနိုင်တော့တဲ့ထူးစွန်တဲ့ဆရာတွေလည်းကျမတို့ကြောင့်မှမရှိပါဘူးဒါကြောင့်ရှင်ရဲ့သားကိုရှစ်ကိုရိုင်းမဲအိမ်ပါတင်ကြပေးပါခေအဲဒီနောက်မှာတော့အဲဒီစင်မင်းဟာသူ့အိမ်မှာပဲသူ့မေရဲ့တင်ကြားပေးမှုတွေနဲ့လူလားမြောက်ခဲ့ရမှာတော့တယ်သူ့ဘဝမှာကျောင်းဆိုလာကိုလာဖိုင်တော့တာတက်ခဲ့မှုပါတယ်နောက်နှစ်ပေါင်းများစွာကြာလာတဲ့ခါမှာတော့သူ့မိလည်းဆုံးမသွားတဲ့လို့သူဟာလည်းကျွန်တော်တို့သိတဲ့ကဘာပေါ်ကအောင်မြင်ဆုံးသူတရားဖြစ်လာခဲ့ပါတော့တယ်။ဒီနေ့သူ့ရဲ့အသက်ရှင်ရေးလုပ်ပြီးမလိုအပ်တဲ့မိသားစုပါပစ္စည်းဟောင်းတွေကိုစွန့်ပစ်ဖို့လုပ်ပါတယ်။အဲဒီချိန်မှာအကျဲတဖူရဲ့ထောင်မှာကနေစာရည်တကူထွက်ချလာပါတယ်။သူလည်းဘာရဲ့မဟုတ်ချူဖမ်းမိလိုက်ပါတယ်။စာမေကစာလီကရှင်သားကရင်းမမီတဲ့ကြံတန်တော်တို့ဖြစ်ပါတယ်။မနေ့ကစာတီတော့သူ့ကိုကြားလုံးဝလို့ပို့လိုက်ခါနေဟေးအဲ့ဒီစင်ကတိစားဖို့မြင်တော့ခဏသာရှော့ရသွားပါတယ်။ပြီးတော့နိုင်ပေါင်းများစွာကိုကျွေးမိမိုးလို့ပြပါတဲ့ခါမှာတော့ဒုက္ခတရားတွေမှာစာရီတဲ့ကြောင်ရှိတာလိုက်ပါတော့တယ်။မျက်ရည်မမီတဲ့ကြံတန်တော်အဲ့ဒီစင်ဟာသူရဲ့တော်မိခင်ကြီးကြောင့်ရာစုနဲ့ရဲ့ကြီးငယ်ဆုံးတီဖင်လိုဖြစ်ခဲ့ရပါတယ်။ဟေးဒီမီယာမလူများစုကတော့အဲ့ဒီစင်ဆိုတဲ့ဒုက္ခလာသူ့ဝင်းနဲ့သူကိုယ်တိုင်ကဒီကခဲ့ရကြတယ်ဆိုတာကိုသိမှာပါဒီနေ့မှာကျွန်တော်ပြောချင်တဲ့လီဖာချာရင်ကတော့ပေါ်ဝီဂျင်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အန်ဒီစီရဲ့ကြောင်ဆရာမကဘာကြောင့်သူ့ပေါ်ချိုးတင်နမိတ်မှကြီးဖန်တီးခဲ့ပါလေအကယ်၍ဒီစာကိုအက်ဒီဆင်ကသာလမ်းမကလေးကဖတ်ခဲ့ပြီးအက်ဒီဆင်ဘွားဟာပါရီဆက်ဖြစ်သွားမှာလေဆာဖတ်တွေလည်းတွင်းနေမှာသူဟာကလေးဘလိုစိတ်တွေကြီးကျယ်ပြိုးလေးပျက်စီးသွားနိုင်ပါတယ်။နောက်ပြီးတော့သူတို့ရဲ့ခမန်းချက်တွေထင်မြင်ချက်တွေကလည်းမှားနေပါတယ်။ဒီလိုဆိုရင်ကျွန်တော်တို့ဘဝမှာရောအဝင်းစင်ရဲ့စကားတွေကိုဂရုစိုက်နေတော့လား။အဝင်းစင်ကတော့ကျွန်တော်တို့ပေါ်သူတို့တည်တလောက်သူတို့မြင်တလောက်နဲ့ဝေဖန်လေးကန်နေမှာပါ။ကျွန်တော်တို့ကြောင့်ကျွန်တော်တို့ကိုယ်တိုင်သာအသီးဆုံးမို့လို့အဲဒီနောက်ထိပုံမြင်ခြင်းမို့ဂရုစိုက်စရာမလိုပါဘူး။တခါတလေပေါင်းမင်းချင်းဆိုတာကကျွန်တော်တို့ကိုကောင်းချထန်ဆိုးကြဟိုတာပို့ပေးတတ်ပါတယ်ဒါကုန်မြေတရိယာပေးပါမဟုတ်ရင်တော့ကျွန်တော်ရဲ့ဘဝမှာပိတ်ပင်မှုတွေနဲ့ပဲပြင်းထန်နေပါလိမ့်မယ်
လူတိုင်းကထူကြပါတယ်တခါတလေကျွန်တော်တို့လူတွေဟာမိမိကိုမိမိခါငယ်တင်ငယ်တတ်ကြပါတယ်အထူးသဖြင့်အခြားသူတွေနှရှင်ပြီးမိမိကိုမိမိညံပြင်းသူအသုံးမချသူအရာမရောက်သူလို့ထင်နေတတ်ကြပါတယ်ဒါဟာကောင်းမြတ်ကိစ္စတော့မဟုတ်ပါဘူးဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပုံမြင်နေတဲ့ပုံပြောပြချင်ပါတယ်တခါတော့ကဖီမဒက်ပါကြီးကျယ်ညံ့ပြီးနမဲကြကြတဲ့ဆာမူရိုင်းတယောက်ရှိပါတယ်တဲ့တနေ့ကျတော့သူဟာဖုန်မီတာစကြောက်ရှင်းကနေဖက်သွားရင်တရားခိုင်နေတဲ့ဖုန်မီတော်ကြီးအောင်တော်ကြီးတစ်ပါးကိုလည်းမြင်လိုက်ပါတယ်အဲဒီအခါသူစိတ်ထဲမှာမတိမကျကိစ္စတူဖြစ်သွားတဲ့အတွက်ဖုန်ဒီကြောင့်လည်းပိုဝင်ပြီးဆရာကိုသူသိစင်တာဝင်မိလိုက်ပါတော့တယ်ဆရာတော့ကျွန်တော်ဟာကောမှာအသက်ပေးပေါင်းစုံကိုလည်းမချမေးအောင်ကြောဖြတ်ပြီးပါပြီအားလေလေသူရဲ့ဘက်ကနေလည်းအရာရာဟိုရင်စာရက်တီဖြည့်ရှင်းပြီးရဘူးတာခါခါပါပဲအဲ့ဒီတော့ကတော့ကိုရေးပါသူရရောက်သူလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ခုနကဆရာတော်တရားထိုင်နေတာကိုမြင်တွေ့ပြီးတဲ့အခါကိုလောကအတွက်အင်ပါသူလို့ခံစားလာမိပါတယ်အဲ့ဒါဟာဘလို့ကြောင့်လဲဆိုတာရှင်းပြပေးပါတဲ့အဲ့ဒီအခါဆရာတော်ကသူ့ကိုပုံရော်ပြီးတည်စင်တာတွေနာမေးတကြတဲ့လူကြီးကိုနှမျိုးတုံပြီးတော့ပြန်မေးလိုက်ပါတယ်ဆာမူရိုင်းကြီးတင်မင်းကိုဆရာတော်ဖြေပေးပါမယ်ဒါပေမဲ့တေးရောက်နေတဲ့ဟိုလူတွေကောင်ဝိုင်းทีတေဆောင်ပြီးပါဟေးနောက်တော့ဆာမူရိုင်းဟာဖုံးပေါ်ကြီးတဲ့လက်ပဲချီရွှေရင်းနဲ့ဆရာတော်ကိုဆောင်နေပါတော့တယ်ဆရာတော်ဟာနာသမ ्या ရဲ့တဲ့တွေကိုစိတ်ရှိဘူးပြင်းနဲ့ကြီးပြူလေးလေးနဲ့တွေးဆောင်ခေကြနေရကိုသူတွေ့ရတယ်ဒါနဲ့သူလည်းဆရာတော်ကြီးကိုညနေနှစ်ချင်းရဲ့ဆက်စားနေပါတော့တယ်ဆရာသူ့ကိုနှက်ခေါ်လိုက်တဲ့ချိန်မှာတော့ညမိုးချုပ်ကနေပါပြီနောက်တော့ဆရာတော်ကသူ့ကိုနားနေဆောင်ကိုဖိတ်ခေါ်လိုက်ပါတယ်အဲ့ဒီဖိတ်ခေါ်လာပြီးညဆိုတော့နာမင်းကြီးကကောင်းကင်မှာထိန်ထိန်သားလေးပါတယ်ဒီနုပူတွေကလည်းကြားဝဲနဲ့တိုက်ခိုင်းရောအရာရာဟာအင်းစံနေပါတယ်ဆရာတော်ကသူ့ကိုစကားချလိုက်တယ်လာပြီးချစ်ကိုမင်းတလားဆာမလိုင်းကြီးမြင်ပါတယ်ဆရာတော်ဘလောက်မှသလဲကွယ်ထိန်ထိန်ကိုသားလို့ကောင်းဝင်တခွင်ရင်တင်လန့်နေတာပဲဒါပေမဲ့ဒီညကိုကြောက်ခက်ပြီးနေမင်းကထပ်ပေါ်လာအောင်မယ်နေမင်းကတော့လာချက်ပို့ပြီးတောက်ပါတယ်မဟုတ်လားသူရဲ့ရာကတလောကလိုကိုနေလန့်စီရလေဒီညရာကိုမြင်စေရနော်ဟုတ်ပါတယ်ဒီတော့လာနေတွေကအယောင်ကောက်ပါတိုင်းချင်းမတူလို့လာမှသိရှိသလားမရှိဘူးနော်သူတို့နှစ်ခုကတူမှမတူတာလာဟာလေလောကကိုသူ့ရဲ့ကိုယ်ပိုင်ဆွမ်းစားနဲ့အနာစင်နဲ့ညီဟာလေဟုတ်ကဘူသူ့ရဲ့ဘက်ကိုဆွမ်းနဲ့အနာစင်နဲ့နောက်ခုစလုံးကတက်ဝချင်းတူတူပါပဲမတူတာကိုနိုင်ရှင်မီမိုင်းနေရကြတော့ကိုဆာမူရိုင်းကခက်ဆန်းဆိုင်တွေ့မိနေပါတော့တယ်ကီလိုပါပဲဆရာတော်နဲ့ဆာမူရိုင်းကြီးဟာလည်းမတူပါဘူးဆရာတော်ကလည်းကိုကြီးချေရနီလန်နဲ့လူတွေကိုကိုရဲကဲတဲ့ဆာမူရိုင်းကြီးဟာလည်းကိုရဲ့ကျွမ်းကျင်မှုတွေနဲ့လူတွေကိုကူညီကဲတင်နေတာပါပဲဒုနေရဆလုံးမှာဝေသူကမဘူးပြီးထုံချမနေပါဘူးလေအောင်တော့ကလောကကြီးကိုဂျုံပြနေရပါနောက်တော့ဆာမူရိုင်းကြီးဟာနားလေတော့ပါပြီးဆရာကိုနှုတ်ဆက်ရလက်ခရီးစခဲပါတော့တယ်ပုံငယ်လေးကတော့တာပါပဲလက်ခါတလေကျွန်တော်တို့ပြည်ဟာပုံမြင်တဲ့ကဆာမူရိုင်းတို့ပုံဝင်းချင်းရဲ့ပြောစကားချောင်းဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်ဟူမင်ကိုအားငယ်တကြပါရဲ့တကယ်ကအဲ့လိုခေဖို့ဘလို့ပါဘူးကျွန်တော်တို့မှာကိုစီရှိပြီးသားပါဘောကိုင်းကြီးကပေးထားတဲ့လက်ဆောင်ဟုံးလေးပါဘာလို့သူများနဲ့အာညီတော်စိတ်နဲ့ကြနေမှာလဲလူတိုင်းကထူကြပါတယ်လူတိုင်းမှာအလံကိုစီအစွမ်းကိုစီလှုပ်ဆောင်မှုကိုစီရှိကြပါတယ်ဒါကုံလောကကြီးအတွက်ဘလို့ကောင်းဆုံးပေးဆက်မလဲဆိုတာပဲတွေ့ပြီးတော့လှုပ်ဆောင်နေရမှာပါဘဝရေးတွေကျွန်တော်အားစဉ်းစားတဲ့ကြေအကြောင်းအရာတစ်ခုရှိပါတယ်အဲဒါဘဝဆိုတဲ့အကြောင်းပါပဲနောက်ပြီးတော့ဆက်စဉ်းစားမိတာကကျွန်တော်ရဲ့ဘဝတိုင်းဟာရေးသွေးရှိလဲဆိုတာပါပဲဒါပေမဲ့အဲဒီရေးသွေးကိုတချို့လူတွေကစိတ်ဝင်စားကြပါဘူးစိတ်ဝင်စားရတဲ့လေသူတို့ရဲ့ဘဝတွေကိုအကောင်းပုံဆုံးဖြစ်အောင်မပြင်ဆင်တော့ဘူးပေါ့ဒါဟာစဉ်းစားကြည့်ရင်တကယ်ကိုနှမျိုးစရာကောင်းပါတယ်ဒါပေမဲ့ဟောလာရဲ့ရေးသွေးကိုစိတ်ဝင်စားပြီးဘဝကိုရေးသွေးညင်ချင်တို့တဲ့အတွက်ဆရာနီဆိုင်ရဲ့ယူဆောင်ချက်တွေကိုဖတ်ပြလိုက်ဖော်ပြပေးလိုက်ပါတယ်ကျမ်းမာခြင်းသည်နံပါတ်1ကျမ်းမာခြင်းသည်နံပါတ်2ကျမ်းမာခြင်းကြီးသာနံပါတ်3ဆိုပြီးစကားရလေးတောင်ရှိပါတယ်ကျွန်တော်တို့ဘဝတွေဟာဘလောက်ပဲချမ်းသာဘလို့ပဲအောင်မြင်ဘယ်တိုင်းပါကြီးပဲထူကြနေပါစေကျမ်းမာရေးမကောင်းရင်တော့အလကားပါပဲကျမ်းမာရေးမကောင်းခြင်းဟာလူတစ်ယောက်ကိုများကြီးနှောက်ပြီးစေပါတယ်နောက်ပြီးစိတ်သွားတိုင်းကိုမပါဖြစ်စေတတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝနောက်ထပ်သောအောင်မြင်မှုတွေချမ်းသာမှုတွေကိုရှာဖွေဖို့ခက်သွားနိုင်မယ်ဒါကိုဘဝရဲ့ကိုယ်ရေးကိုသိကြစေပါခြင်းပဲဖြစ်ပါတယ်
ဒါကြောင့်ကိုယ့်ရဲ့ရည်စူးကောင်းတွေကိုခန်းစားခြင်းနဲ့ဆိုရင်ကျမကြီးကောင်းဖို့လိုပါတယ်။ကျမကြီးဟာလူတစ်ယောက်အတွက်ဘဝတစ်ခုအတွက်တော့နံပါတ်1ပါပဲ။နံပါတ်2ကတော့တတောင်တတာရှိခြင်းပါအပါကိုလေတွင်အချောင်းလိုက်ထိုင်တာမဟုတ်ပါဘူးဘဝဘကုရှင်တဲ့ပေါင်းရောက်ဖို့စူးစမ်းနေရမှာကျွန်တော်တို့ရဲ့အထောက်အမှုတိုင်းဟာတတောင်တတာဖြစ်နေဖို့လိုပါတယ်ဥပမာနေစဉ်နေတိုင်းဘွားပိုက်တလုံးစာရှာဖွေရတာချင်းတူတူတချို့တွေကခက်ခက်ခဲခဲရှာဖွေနေကြရသလိုတချို့ကတော့ခိုးခိုးပါပါရှာဖွေနေကြတာကိုကျင့်ရည်တည်နိုင်ပါတယ်ဒါကလည်းအခုရရင်တို့ကိုရည်ကြီးတောက်ရတဲ့ကိစ္စမဟုတ်ပါဘူးဘဝမှာဒီလိုတတောက်တတာရှာဖွေနိုင်မှုငယ်စဉ်ကလေးမှာလုံလောက်တဲ့ပညာတွေရှာဖွေထားရပါမယ်လိုအပ်တဲ့ရေးချင်းတွေအတတ်ပညာတွေခင်းစည်းထားရပါမယ်ပြီးရင်အလုပ်ကြိုးစားရပါပဲဒါဆိုရင်မိမိဘဝကကြာလာလေတနံပါတ်တာဖြစ်လေပါပဲနံပါတ်3ကတော့ပျော်ရွှင်ရမှာအေးတွေးရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့သူ့ဘဝမှာဘယ်လောက်ပျော်ရွှင်နေကြလဲဆိုတာလေးတိုင်းနာလို့ရပါတယ်တချို့ကဘဝမှာစီစဉ်အောင်စာချမ်းသာပါတယ်ဒါပေမဲ့မပျော်ရွှင်ကြရပါဘူးတချို့ကတော့ကိုယ်မှာစီရင်ကြပါတယ်ဒါပေမဲ့ပျော်ရွှင်ကြရပါတယ်ဒီဇာနာတော့ဘဝတွေကတူတာပေါ်ပါတယ်မနာစရာကောင်းတာတကူကတချို့တွေဘဝဟာ fan တူတာနဲ့ဘဝမှာတော့ပျော်ရွှင်ဖို့ကိုမခံစားလိုက်ရပါပဲဒီလိုပြောလို့ဘဝမှာမြို့ပါးတွေကြီးပဲမရမှာဆိုတော့မဟုတ်ပါဘူးကျုံကနေခံပေတွေကိုပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးဖြတ်တန်းလာလေ့ကျင့်ထားတတ်ဖို့ပြောတာပါဘာကြောင့်လဲဆိုတော့တချို့လူတွေဟာခက်ခဲရည်နဲ့ကြုံတွေ့လိုက်ရရင်စိတ်ညစ်ပတ်တတ်ကြလို့ပါပဲအမှန်ကစိတ်ညစ်ရင်ဘာကိုမှထိထိရောက်ရောက်မလုပ်နိုင်တော့ပါဒီတော့ဘဝခက်ခဲတွေကိုဖြည့်ရှင်းတဲ့နေရာမှာစိတ်ကိုညှိထွေးစားနဲ့မဖြည့်ရှင်းပါနဲ့ပျော်ရွှင်ပါနဲ့ဖြည့်ရှင်းပါဒါဆိုရင်မိမိဘဝရဲ့ရှင်သက်တဲ့ရည်တွေကလည်းတိုးတက်လာပါလိမ့်မယ်ကျွန်တော်တို့တွေကဘဝတစ်ခုပတ်စံနိုင်ရမည်ဆိုမှတော့ဒီသေးပြေဝစွာရှင်သန်နိုင်မှုကအထူးသားပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကျမစွာနေထိုင်မှာတကောင်းတကာနဲ့ဘဝကိုရှင်သန်နိုင်အောင်ဖန်တီးပါအခက်မဲ့တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းမှာလို့ချက်ပြုချင်ပါတယ်လူမှန်နေရမယ်ဒီနေ့မှာဖခင်တယောက်ကသူ့သမီးကိုစကားတခွန်းပြောလိုက်ပါတယ်တပင်းကွန်လူတွေလည်းပွဲရပြီးပြီဒီကားကလုံခဲ့တဲ့စစ်ပောင်းများစွာကဖေးဝဲခဲ့တဲ့ကားပါအခုကလည်းတဲ့တန်ချီနေရီမဲ့တမီကိုမပေးရင်မျိုးလင်ကကားဟောင်းကိုရှူသွားပြီးတော့ရောင်းစင်နဲ့လူကရိုကိုပြောပြပြီးဘလောက်ပေးမယ်ဆိုတာကိုမေးကြည့်ပါနဲ့ဒီလိုနဲ့တမီဖြစ်သူပါကားဟောင်းရုံကိုသွားကဖခင်နဲ့ပြန်လာပြီးတော်တော်ဟောင်းကန်းနေတယ်လို့ပြောပြီးတော့ဒေါ်လာတကောင်ပေးတယ်သူပြောပါတယ်တမီဖြစ်သူရဲ့ဖေကိုကြတော့ဖခင်ကအခုချက်ကြီးအပေါင်ဆိုင်ကိုပါမှလို့ပြောလိုက်တယ်သမီးကအပေါင်ဆိုင်ကိုသွားပြီးတော့သူ့အဖေစီပြန်လာကအပေါင်ဆိုင်ကကားဟောင်းဆိုတော့ဒေါ်လာ100ပဲပေးတယ်လို့ပြောပါတယ်ဖခင်ကသမီးဖြစ်သူကိုကားကလပ်ကိုပါခိုင်းပြီးတော့ကားကိုထပ်ပြခိုင်းနေဒီလိုနဲ့ပဲသမီးဖြစ်သူကလည်းကလပ်ကိုကားကိုယူသွားပြီးနောက်ဖခင်ဖြစ်သူလည်းပြန်လာကဟွန်တန်ထော်ရနာမျိုးဆောင်လို့တန်းဝင်ဆင်းပြီးပတင်ကရာကမျိုးကိုစူစားဝင်များတဲ့ကလိုက်နေတာကြောင့်ကလပ်ထဲမှာရှိတဲ့လူတချို့ဟာဒေါ်လာ3သိန်းပေးပြီးတော့ဝယ်ယူရန်ကန်နန်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။သမီးဖြစ်သူရဲ့ခေကိုကြားတော့ဖခင်ဖြစ်သူကလည်းတချံပြောလိုက်ပြီးသူသမီးကိုပြောလိုက်ပါတယ်။နေရမန်ကသမီးကိုဒီမှန်နဲ့တန်မိုးထားတယ်။တကယ်လို့သမီးကိုတန်မိုးမထားရင်စိတ်ဆိုးရနဲ့ဒါကသမီးကိုနေရာမှာနေပြီလို့ဆိုလိုတာကသမီးရဲ့တန်မိုးကိုတည်တဲ့သူတွေကသမီးကိုတိမှတ်ကြတဲ့သူတွေပါသမီးရဲ့တန်မိုးကိုဘယ်သူမှမမြင်တဲ့နေရာမျိုးမှာဘယ်တော့မှမနေပါနဲ့လို့သူမကြီးကပြောကြားနေပါတယ်ကျွန်တော်တို့ရောဘဝမှာပါနေရာတွေစီဒီကိစ္စမီလို့နေရာမားတွေစီမှာဒီခင်ကြမီလို့ကိုယ့်ရဲ့တန်မိုးကိုမတည်တဲ့သူတွေနဲ့ကြုံဆုံကိစ္စမှုကြတယ်မဟုတ်ပါလားအခုထိလည်းတချို့သောသူတွေဟာနေရာမှာနေနေကြသေးလို့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေပါတယ်လူမှန်နေရမယ်ဆိုတာကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့လည်းသက်ဆိုင်ပါတယ်လူမှန်နေရမှန်ခင်မှာသာကျွန်တော်တို့ရဲ့အလုပ်တွေပုံကားတွေဟာဖြစ်များအောင်မြင်နိုင်မှာပါအောင်မြင်တဲ့သူတွေကိုလေးလာကြည့်လိုက်ရင်နေရာမှာလောက်ကိုင်းနေကြတာနေနေကြတာကိုလည်းတွေ့မြင်နိုင်ပါတယ်အောင်မြင်တဲ့သူတွေဟာတော့နေရာမှမှန်ပြီးဆိုတာနဲ့အဲ့ဒီနေရာကိုဆုံးခွာပြီးလူမှန်နေရာမှန်မှာအစကုန်ကြိုးစားလုပ်ကိုင်းအောင်မြင်ခဲ့ကြသူတွေကြီးပါပဲဒါကြောင့်မို့လို့လူမှန်လျာမှန်ဆိုတာဟာလေလူတိုင်းရဲ့ဘဝမှာအရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်လူမှန်နေရာမှန်ဖြစ်မှလည်းကျွန်တော်တို့ရဲ့ဘဝဟာအောင်မြင်တိုးတက်ပြီးပျော်ရွှင်ရမှာပါဒီလိုမှမဟုတ်ရင်နေရာမှနေတဲ့တွေကတော့အမြဲစိတ်ငြိမ်ရမယ်ပူလောင်ရမယ်ကြာရှုံးရပါလိမ့်မယ်နေရာမှာလူတိုင်းကတလန်းဆိုတာမရှိပါဘူးကောင်းကျိုးဆိုတာလည်းမရှိသလောက်ရှားလာပါတယ်ဒါကြောင့်ကိုစိတ်ရည်စေတဲ့လူတွေပူလောင်စေတဲ့လူတွေတန်မိုးမထားတဲ့သူတွေများနေရင်အဲ့ဒီနေရာကနေအမြဲဆုံးထောက်ခွာလာလိုက်ပါ
နေရမယ်ဆိုရင်ဟာပြီးမဲ့သူတန်မိုးကုန်နေနိုင်တဲ့သူတွေရှိနေပါလိမ့်မယ်လူမှန်နေရမှန်ကိုရှာပေးပါလူမှန်နေရမှန်မှာနေထိုင်မှာလူမှန်နေရမှန်မှာဂျပန်လုံးကိုပျော်ရွှင်ရွှင်ဖြန့်တန်းလိုက်တာဟာအကောင်းဆုံးအကြံဉာဏ်ပဲဖြစ်ပါတယ်စူးစမ်းအောင်နေမှာလားတနေ့ကျွန်တော်ငယ်တဲ့ချင်းတွေနဲ့လမ်းမှာဆုံရင်လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ခဲ့ပါတယ်သူတို့နဲ့ရှေးဟောင်းလုံးဖြစ်ပြီးပြောဖြစ်တဲ့စကားပြောကြရင်လည်းជីဝါရေးကြောင်းရောက်ပါတယ်။တကယ်ချင်းတယောက်ကပြောတယ်ဆိုင်ငယ်ပွဲစားလုပ်တယ်လည်းအဆင်မပြေဘူး။တရုတ်ဆိုင်ငယ်တွေဟာအပြင်ကဆိုင်ငယ်တွေထက်ဈေးသက်သာတော့သူတို့အလုံးမဖြစ်ဘူးလို့ပြောကြပါတယ်။ဟောလုံးကဆိုရင်တော့အဆင်ပြေတယ်ဆိုင်ငယ်တစ်စီးလောက်ထည့်ရင်9000ရတယ်။တနေ့ကိုတစ်စီးလောက်ဆင်းနေတယ်ဆိုင်ကယ်တွေလိုက်စင်ချပြီးတော့မဆန်လေးပါလေးစူမီလာဒီတွက်ချေကြိုက်ခဲ့ပါတယ်အခုတော့အဲ့ဒီလိုခေါ်တော့ကိုရောင်နဲ့ကွဲစားတဲ့ကိုတော့ပြီးစကားပြောလက်ဖက်ရည်တော့အိတ်ကျန်အစင်မပြေတဲ့ရက်တွေကများလာပါတယ်ဒါပေမဲ့ဆိုင်ကယ်ပွဲစားပဲလုံနေတယ်နောက်တစ်ယောက်ကစီးကုမ္ပဏီတစ်ခုမှအလုပ်လုပ်တဲ့ရတဲ့လောက်ကနေတွားရလာရတာတွက်ကြည့်ရင်မကိုက်ဘူးကုမ္ပဏီကပေးတဲ့ဝစ်စုံလေးနဲ့လူတွေကသာအထေကြီးနေကြတာအိတ်ထဲမှာလက်ဖက်ရည်ဝတာမရှိဘူးတငယ်ကြီးတွေကျေးလို့မွေးလို့သာဒီလက်ဖက်ရည်ဆိုင်ရောက်လာတယ်ကဲဟိုလုံးကဆိုရင်လက်ချလို့ခိုးသွားတယ်ကုမ္ပဏီမှထုတ်ခဲ့စီမံသမျှဟာအဆင်ပြေတယ်ငွေဖန်လို့ရတယ်အခုတော့ဝေစင်းစာတော့နဲ့ခရီးဖက်တာပဲဖတ်တင်ပါတယ်ဒီတော့အရှင်နှမကလည်းဒီဘဝပဲအခုလည်းဒီဘဝပဲဒါပေမဲ့ဒီစီကုမ္ပဏီမှာအလုံးမှာပဲဇွဲနဲ့ဆက်ပြီးလုံနေတော့မှနောက်တစ်ယောက်ကြောင့်ထပ်ပြီးတော့ပြောပြမှာမယ်သူကတော့သူ့ကိုပြခါထားဖြစ်နေတဲ့ကောင်မလေးကိုမှမရမကပူပန်နေတဲ့ကောင်မလေးကလည်းသူ့ကိုမချစ်ကြောင်ရှိစားရှိနေအောင်ပြောနေတာတော့သူကတော့ဆက်ပြီးတော့ပူပန်နေတော့ချစ်ခွေပန်နေတော့သူတနေ့သူ့ကိုချစ်လာမှာပါဟဲ့တနေ့ကတည်းကြတဲ့အဲဒီကောင်မလေးဟာစိတ်ဆက်ထားပြီးတော့မကြခင်လက်ထပ်ပါတော့မယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းကတော့အခုအချိန်ကြီးရောက်နေရတော့မှဆက်ပြီးတော့ပူပန်နေတော့ငါသူကလည်းသူ့ကိုတနည်းချစ်လာမှာပါအခုဒီယုံကြည်နေတော့သူ့ကိုချစ်လာအောင်စူးစမ်းနေတော့မယ်လို့ပြောရှာပါတယ်အဲ့ဒီလုံနဲ့ကျွန်တော်တို့အလုံးကိုဘရောလေးတစ်ကောင်အကြောင်းပြောပြခဲ့ပါတယ်ကျွန်တော်ရဲ့စာကြည့်ခိုင်လေးထဲမှာကျွန်တော်စာဖတ်နေတော့ဘရောလေးတစ်ကောင်မြောက်လာတယ်အဲ့ဒီဘရောလေးကပိတ်ထားတဲ့မန်ပရီမကိုခွင်းထားတယ်ထင်ပြီးအတင်းတိုးတယ်ဘရောလေးပါ3ဆန်ဆိုတော့အတိညာမရှိဘူးမန်ပရီပေါက်ကကြည်လင်နေတော့ဒီလီယာကအပြင်ကိုထွက်လို့ရမယ်ကြိုးထင်နေတာပါအဲ့ဒီဘရောနီကစူးစမ်းပြီးတော့မှန်မရင်းပေါက်ကိုဦးကောင်းနဲ့တော်ဆောင်နေတစ်ချိန်3ချိန်အချိန်တရ200 300လောက်မှသူဟာတည်သွားပါတယ်အဲ့ဒီဘရောနီကပရိပေါက်ရဲ့ပေါ်ညာဘက်တာမှာမှန်နှစ်ချက်ကွဲနေတာကိုမတည်ဘူးပါအဲ့ဒီပေါက်ကထွက်သွားရင်တာကလေးနဲ့အပြင်ကိုရှောက်သွားပါတယ်လေရဲ့ပူကြီးချင်းကိုမတွက်ဆတဲ့တွက်ဆဖို့လေးမတွေးတော့တဲ့လေဘရောနီဟာစူးစမ်းခြင်းကသာလေအောင်မြင်မှုရမယ်လို့မိုင်မဲစွာယူဆထားတဲ့အတွက်နောက်ဆုံးမှာအသက်ပါဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီပရုံလေးလိုလူသားတွေကျွန်တော်တို့ရဲ့နောက်ကကြီးမှာအများကြီးရှိပါတယ်။သူတို့ဟာအလုပ်ကြိုးစားတဲ့ပရုံလေးတွေပါဘဝပြောင်းခြင်းရင်ပါစကပြောနေတော့မရပါဘူး။အပြည့်အဝပြောင်းရပါမယ်။စိတ်ပြောင်းရမယ်။အပြောင်းငယ်လို့ဖို့တတိရှိရမယ်။ကြီးနေတဲ့မန်မရီမောက်ကိုအရင်မှလို့ဖွင့်လာတဲ့ထင်နဲ့ဆိုတော့ပြီးတော့စူးကျူးဆိုင်နေတဲ့ပရုံကလေးကဂရိဆန်မို့လို့ခွင့်လို့ရပါတယ်။ကျွန်တော်တို့ကလူသားတွေပါအတိညာရှိတယ်အပြောင်းလေးကိုတတိရှိလုပ်ရမယ်။ထပ်ပေါက်ဆိုတာတနေရာမှာရရှိတယ်။အဲ့ဒီပရုံလေးတို့မဖြစ်ပိုင်တဲ့ကိစ္စကိုပဲစိုးတင်တိုးပြီးလုပ်နေလို့ကတော့တေကွာပယုံသာရှိတော့မှာပါ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာပဒေကောက်တကားကိုဖွင့်ထားတဲ့ထင်ပြီးကြီးလေးရဲ့မက်ကိုခေါင်းနဲ့ဝင်တိုးတဲ့ဘရုံလိုလူတွေကလည်းအများကြီးရှိပါတယ်။နောက်ဆုံးတော့ shop နဲ့ပဲရေးဆိုင်ကြရတာပါ။ဒါကြောင့်ဖတ်ဖို့မရှာပဲစိုးတင်တိုးနေကြတဲ့ညင်ရင်တဲ့ဗနောလေးကိုတူယူပြီးကျွန်တော်တို့ရဲ့မောဟကိုမှန်ကန်တဲ့နီလန်လေးနဲ့ကြိုးစားလက်ကြရအောင်ပါထွက်ပေါက်ကိုစိတ်နဲ့တွေ့အောင်ရှာမြင်အောင်ကြည့်ရနိုင်တဲ့များထွက်ပေါက်ကနေပြီးတို့များအောင်ကြိုးစားကြပါကြိုးစားခဲ့သူတိုင်းမအောင်နေခဲ့ပေမဲ့အောက်ပြင်းတဲ့သူတိုင်းကတော့ကြိုးစားခဲ့ကြပါတယ်စိတ်သက်သာနေရင်ဖတ်ဖို့စိတ်သက်သာတယ်ဆိုတာစာဖတ်သူတွေတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့လူသားအလုံးစိတ်သက်သာတတ်ပါတယ်ဒါကြောင့်စိတ်သက်သာပေါ်ရှိပါတယ်အားငယ်စရာမလိုပါဘူးစိတ်သက်သာစည်ရချမ်းသာမေးပါဘူးပစံချမ်းသာတဲ့သူတွေကတော့စိတ်ချမ်းသာမယ်လို့ထင်ရင်တော့အားကြီးမှားသွားပါနိုင်မယ်အမီမှုဆိုလားပျော်ရွှင်မှုပါဒါနဲ့ပတ်သက်ပြီးလူများစုကပျော်ရွှင်မှုရဖို့ပစံကအဓိကစားတယ်လို့သတ်မှတ်နိုင်ကြပါတယ်အဲဒီလိုပစံကိုပျော်ရွှင်မှုလို့တရားရကိုင်းတော့သတ်မှတ်ထားသူတွေရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့စောင့်ကုန်းကြီးတနှုံကိုအယမ်းမတဲ့တောင်ဟုံပေါ်ကိုတွန်းတင်နေရသလိုပါပဲ
သူတို့တက်တာမြင်လာလေအဲ့ဒီဂျပန်ကြီးကိုနောက်ပြန်မကြအောင်ပိုအားဆိုင်ရနေပါပဲတချို့ကလည်းအဲ့ဒီဂျပန်ကြီးတုံနေတော့အရန်လာတဲ့ကျဲလေးတွေရဲ့ပဝင်းချင်ကငှက်ကလေးတွေရဲ့ဒီဆိုတန်တွေကိုမခံစားမိလိုက်ကြပါဘူးတချို့ကလည်းမနိုင်တဲ့ကြောင်တုံကြီးမို့လို့ဒလိခောက်ခွေပြုတ်ကြတယ်တချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်ဒါပေမဲ့နောက်ထပ်တက်ရမယ့်တောင်းလင်းညာကြီးရှိမှအပေါ်စုရမှာတင်ခွင့်ရလိုက်တယ်ပတ်စံနဲ့တတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလာရင်ဘဝမှာအရေးကြီးဆုံးများကိုဆုံးရှုံးလိုက်ရပါတယ်ပတ်စံကအရေးမကြီးမှုလားပြီးရင်တော့အရေးကြီးပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကိုပေးဆွဲနိုင်တဲ့တစ်ခုတည်းသောအကြောင်းအရာတော့မဟုတ်ပါဘူးအစိပ်ပိုင်းတစ်ခုထက်လည်းမပူပါဘူးတတ်မှတ်တဲ့သူပေါ်မှာတော့မူတည်ပါတယ်ပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ပတ်စံနေရှာပြီးတော့ပြောအောင်စမ်းကြည့်နိုင်ပါတယ်ဒီလိုမှမဟုတ်ပဲပတ်စံကရရမဟုတ်ဘူးလို့ယူဆတယ်ဆိုရင်အောက်ကအမှခေါ်ပြထားတဲ့ညီလန်လေးမျိုးတိုင်းစမ်းကြည့်စေချင်ပါတယ်ဒီညီလန်တွေကလက်တွေ့သုံးချပြီးပျော်ရွှင်စွာနေနိုင်ရတဲ့ညီလန်လေးတွေလည်းဖြစ်ပါတယ်အတွင်းတွေကိုပြောင်းလဲကြည့်လိုက်ပါစိတ်ကရပါဥပမာကျွန်တော်တို့တွေမှတ်တဲ့ကြည့်လိုက်တော့တစ်ခါတလေမှချောနေတတ်ပါတယ်အဲ့ဒီလိုချိန်မျိုးဆိုရင်ကိုအာရန်တတ်ပါတယ်လူရှိသူတွေကိုထွက်တော့လဲယုံကြည်မှုပြည့်လည်ထားနိုင်ပါတယ်အဲ့ဒီလိုနေမျိုးဆိုရင်ဘာပဲလုပ်လို့အောင်မြင်တာများပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ချပြီးတော့ကိုယ့်အပြစ်ကိုရှာကြဆောင်လူသားမျိုးတွေပါနှာခေါင်းကလာကိုလက်ရွက်ကတဲ့စသဖြင့်မိမိကိုကဲရပြီးစိတ်သက်ပေါ်အဆုံးထိဆွဲထားနေကြပါတယ်အဲ့ဒီလိုနေမျိုးဆိုရင်တော့စိတ်သက်ပြီးကြာနေလက်ပြီးမိမိကိုယုံကြည်မှုကကြာသွားတပါရဲ့အကျိုးဆက်အနေနဲ့တနေ့လုံးကိုဘာလို့အဆင်မပြေတော့ပါဘူးဒီအချိန်လေးကိုပြတ်သုံးသက်ကြည့်ပါစိတ်ကရပါပဲအလိုလျောက်လေးထဲမှာမင်းမြောင်းနေတဲ့တိမ်မင်းကိုလည်းကြောင်ရုံလေးတွေချစ်သူပုံရိပ်လေးတွေဖြင့်မြည်ချလိုက်လို့ရပါတယ်အဲ့ဒီတော့သိစာပြတ်ပြီးတော့စဉ်းစားရေးကြော်ရှင်မှုရမှုဆိုတာစိတ်ကိုပြင်ရမှာပါအမှန်တည်းမိမိကိုချီကျူပါမိမိကိုအမြဲကျေရှာနေတာကိုခဏလောက်ရပြီးတော့တစ်ဖက်လောက်ပဲဖြစ်ဖြစ်မိမိကိုချီကျူကြည့်ပါကျွန်တော်တို့ဘာပဲလို့တော့တခုကိုအမြင်သာပြီးဆုံးသွားတာမိမိကိုချီကျူဖို့မမေ့ပါနဲ့လူတိုင်းလူတိုင်းမှာပဲကိုရည်ချင်းရှိပါတယ်စာဖတ်သူတွေမှလည်းရှိပါတယ်တကယ်လို့ချီကျူးစရာတစ်ခုမှမရှိဘူးလို့ထင်နေရဆိုရင်တော့ချီကျူးစရာတစ်ခုရအောင်ဖန်တီးလိုက်ပါဥပမာစိတ်သဘောထားကောင်းအောင်မြည်ကြည့်ပါဒါဟာတော်လေးကိုကောင်းနေရပါကိုနှိမ့်ချပြီးနေပါဒါဟာလည်းလူတိုင်းမလုံးနိုင်တဲ့ရည်သွေးပါဒါကလည်းတော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါပဲအဲ့ဒါလေးလို့ကိုပတ်စံတစ်ပြောင်းတော့မလိုအပ်ပါဘူးလုံးချင်သိရှိကိုပဲလိုပါတယ်နောက်တစ်ချက်ရေးကြည့်တာကသူများကိုလည်းချီကျူးပါရိုးသားသားချီကျူးခံရတဲ့သူတွေကိုလည်းစိတ်ချမ်းသာစေပါတယ်ဘောင်းလေးမှာမနေပါနဲ့ကိုပောက်ခတ်ထားတာဟာအရင်ဆိုပါတယ်တခုခုကိုမလုံနိုင်ဘူးခက်ဖက်တစ်ခုခုကိုမထက်ကျော်နိုင်ဘူးစသဖြင့်တွေ့ရတာဟာအရင်တွေပါတယ်ဒါပေမဲ့အဲ့ဒီလိုတွေ့တာဟာဘာကိုမှတော့မဝင်ပါဘူးကိုယ့်ရဲ့ comfort zone တွေကလေးထွက်ကြည့်ပါဥပမာအတန်းထဲမှာနေနဲ့ချွေထပ်ပြီးပြောရဘူးဆိုပါစို့တခါလုံးထွက်ပြောပြအောင်ထွက်ပြောပါအဲ့ဒီလိုများလုံးမှာစာဖတ်သူတွေကကိုယုံကြည်မှုတက်လာမှာဖြစ်ပါရဲ့အတွင်းတွေကိုပြောင်းလဲကြည့်ပါကိုချီကျူးကြည့်ပါပေါင်းလဲမှမနေပါနဲ့မိမိမှရှိတာကိုတန်မိုးထားပါဒီအချက်တွေကိုလက်တွေမှာသုံးချမယ်ဆိုရင်တော့ပိုကောင်းတဲ့မိမိကိုယုံကြည်မှုအပြည့်နဲ့လူသားတယောက်ဖြစ်နေနိုင်မှာဖြစ်ပါတယ်ခခါတော့တောင်ပုံတစ်ခုမှာတိတ်နဲ့တကားရှိပါတယ်အဲ့ဒီတောင်ပုံရဲ့အချိန်မှာတော့ညောင်မီကြီးတစ်ပင်ရှိပါတယ်အဲ့ဒီညောင်မင်းမှာလည်းကြီးကန်းတကောင်နေပါတယ်ဖြစ်ချင်တော့အဲ့ဒီကြီးကန်းဟာသူ့ကိုယ်သူတိတ်ကိုထင်ကြည့်ပါတယ်သူများတို့သမျှရာတိုင်းကိုလည်းသူလိုက်လုံနိုင်တယ်လို့အမြဲတွေးပါတယ်တကယ်တော့ဒါဟာသူ့ရဲ့ပြုတမှုမှန်ဆိုတာသူမသိရှာပါဘူးအထုံးသက်ပြသူကတာကုန်းထိပ်မှရဲ့တိမ်ငတ်ကိုပြန်ကျင်နေရှာပါတယ်တိမ်ငတ်လို့သမျှတို့လည်းသူလုံနိုင်တယ်ဆိုပြီးစိတ်ကြီးဝင်နေရပါဒါနဲ့သူဟာတိမ်ငတ်လို့ရှာသမျှကိုအမြဲလေးလာပါတယ်တိမ်ငတ်ကလည်းပလန်မိုးလင်းတာနဲ့ကောင်းကင်ကိုပြန်တက်သွားပြီးဒီရဲဖာနိုင်ရင်းနဲ့ကြောင့်ဝေဝိုင်းပြန်တက်ရင်းနဲ့သူ့ရဲ့ဆူရှာရင်မလို့ရင်းနဲ့တာကောင်ကိုရှောက်ပွေပါနေတာကောင်ကိုတွေ့ရနဲ့ပြင်မြန်စာနဲ့တောင်းတို့တုတ်ချပါတော့တယ်ဒါကိုတီသွားတဲ့ကြီးတန်းဟာခက်ပြုံနဲ့ပြောလိုက်ပါတယ်ခမရလောက်တာကလည်းနှွေးလိုက်ကကျုံလဲလေးလောက်တော့လုံနိုင်ပါတယ်ခမရဆော့ဖြီးတဲ့ဒီအခါတင်းငါကကာမပြန်ပြောပါဘူးဖြစ်ချင်တော့နောက်ရက်ဒီမှာလည်းဒီတိုင်းပါပဲကြီးကတင်းငါလို့တမယာကိုလိုက်ကြည့်ပြီးတော့အတူခေါ်ပါတယ်သူတို့ပြမယ်လို့လည်းတွေးထားပြီးတော့တနစ်ကတော့တင်းငါဟာကောင်းနေမှာဝေဝဲပြန်တည်ရင်နဲ့ဘောင်းကောင်ရှာနေတော့ခြုံဆက်တကူမှာရှော်လေးတကောင်ကိုမြင်လိုက်ပါတယ်ဒါနဲ့သူလည်းဖုံးဆန်နိုင်ကောင်းငင်ကနေတောင်းဟုံးဖို့တုတ်ချလိုက်တာပါ
ညုံကလေးဟာတင်းငယ်ရဲ့ခြေထောက်နှစ်ဖက်ကြားမှာဆွေကနေပါလာပါတယ်။ဒါပေါ်ပြီးတော့ကြီးကန်ကပြောတယ်လွယ်လိုက်တာခွေရင်းဆိုရင်ငါလည်းလုတ်ပြအောင်မယ်နဲ့နောက်တော့သူလည်းတကယ်ပဲခွင့်ကြုံပါတယ်။အဲဒါကတော့တောင်ကြီးမှာကျွတ်တကောင်ထက်ပြေတာကိုမြင်လိုက်ချင်ပါတယ်။အဲဒီတော့သူဟာအချိန်မဆွဲပဲနဲ့ကျွတ်ဖမ်းပါတယ်။ဒါပေမဲ့သူဟာချက်ကိုသူနီးသူဟန်နဲ့ယူယူမဖမ်းဘူး။တိတ်ငါလို့အမြင့်ကိုပြန်တက်သွားပြီးမှကာမင်ကနေတဟုံမိုးပြန်ပြီးအင်းညာနဲ့ဖမ်းလိုက်ပါတော့တယ်။ဒါပေမဲ့ကြောက်ကိုတော့မနေပါဘူးအရှိန်လုံးပြီးတော့ကာပုံးချီမှရှိတဲ့ကြောက်ဆောင်နဲ့တိုင်မိပါတယ်ကြီးကခမကြွမရတဲ့ပြင်ထရာတွေပါရကုန်ပါတယ်အဲ့ဒီပါတော့တိတ်မခချီအောင်ကိုပြောလိုက်ပါတယ်မင်းတို့ကပါငှက်ချဲတူဝင်မဲ့တဘာဝချဲမတူဘူးအားတော်လုံးမှာဘာဝတရားကပေးထားတဲ့မတူနေတဲ့စွမ်းရည်ကြီးရှိကြတယ်အဲ့ဒါတွေကိုတုံးချမီကိုဘွားကိုတီဆောင်ရမှာပါအချင်းချင်းပြန်နေစရာမလိုပါဘူးဒီဟာနှစ်သက်ဆုံးဆိုတာပါကျွန်တော်တို့ကမှလည်းတချို့လူတွေဟာတရားနဲ့တရားမတိမတာဖြစ်ဖြစ်တိပိတတာဖြစ်ဖြစ်ပြိုင်နေကြပါတယ်တကယ်ရောတဦးနဲ့တဦးကပြိုင်စရာမလိုပါဘူးသူကဘာနဲ့ကိုပေါ်ဟာတူကြတာမှခုတ်တာနောက်ပြီးတော့အဲ့ဒီကိုပြန်ချတဲ့အခါမှာစိတ်မထားတဲ့ရင်ကိုစီမအခုတို့ပူလာမှုတွေတောင်ဖြစ်ပြပါသေးတယ်အဲ့ဒီလိုပချာလူကိုကန်တာဟိုရဲ့ညရီလေးပေါင်းကိုဖွင့်ချလိုက်တာနဲ့အတူတူပါပဲတကယ်ကမခင်မနီပြန်ချင်းနဲ့ဆိုရင်ကိုရိုင်းတော့ကပြန်ရမှာပါမနေ့ကကိုနဲ့ဒီခဏကိုမှဖယ်ပိုးသားတဲ့ဆိုတာမျိုးပါဒါဆိုရင်လူဟာနေတိုင်းထပ်ပို့ပြီးတော့တိုတက်လာမှသိချပါတယ်ဒီလိုမှမဟုတ်ပဲချားလူနဲ့တော့ပြန်ရည်နော်တိုတက်ချင်းဆိုတာထက်အခြားဆော်ရိုးတွေကိုသာရလာမှသိကြပါတယ်ကျွန်တော်တို့လူသားတိုင်းတယောက်ချင်းစီမှာမတူညီတဲ့စွမ်းစားရည်တွေရှိတတ်ကြပါတယ်ဒါရီပုံမလိုမျိုးကောင်းဆုံးကုန်ချပြီးကိုဝါကိုနာကကိုဒီဆောင်တယ်ဆိုတာကိုသာစဉ်းစားထားသင့်ပါတယ်ဒါဆိုရင်ကျွန်တော်အားလုံးနေထိုင်ရှင်တရားစေပြီးမှာပါဒါကြောင့်မိမိရဲ့ဘဝကိုအကောင်းမြင်ဆုံးအောင်မြင်ဆုံးနဲ့ဤဆောင်ချင်ကဘာကိုကြည့်ပြီးတော့မပြိုင်ပါနဲ့မိမိရဲ့စွမ်းစားနေတာရှေ့ကိုကောင်းဆုံးဆက်လျှောက်ပါတေစာပေါက်ဖောင်းမြင်ပါလိမ့်မယ်ခရီးသွားတာကိုမကြိုက်သူဆိုတာမရှိတဲ့လောက်ရှာမယ်ထင်ပါတယ်ကိုယ်ရဲ့ခရီးခတာခရီးသွားရကိုခုံမင်းနဲ့တက်တူတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကိုပင်ချင်းဒီမှာတော့ခရီးသွားလို့မလွယ်ကိုတော့တလို့ခရီးသွားမဲ့ကုန်ကြစေးတရားလည်းပို့ပြီးတော့ညာလာပါတယ်ဒါကြောင့်အရှင်ကတော့ရလို့တဲ့ခရီးကြောင်းလေးကိုသိမိပါတယ်ဒါပေမဲ့ဒီနေ့တွေးမိလိုက်တာကတော့အရှင်ကနဲ့မတူပဲမိမိရဲ့ခရီးသွားခြင်းကနေဘဝပင်ကစားဘာလို့ရှိမလဲဆိုတဲ့စိတ်ကူးငယ်တွေးတာဖြစ်ပါတယ်ကျွန်တော်တို့တောင်တတဲ့ဟာတောင်တရင်တောင်တရင်မြင်းတရံပြည်တဲ့နေရာကိုရှောက်တော့ပါတယ်မဟုတ်ပါလားမိမိငေါ့လေးပုံရင်းချင်းကမြင်မြင်ရလေးကြဲကြဲမြင်ရလေးပါဒီလိုကြဲကြဲမြင်ရတဲ့ကပင်ကစားလေးတစ်ခုရရှိခဲ့ပါတယ်အသိပညာမြင်မှာဘဝနဲ့လောကကိုကြဲကြဲကဲပြန်မြင်နိုင်တဲ့အသိပညာမမြင်ရင်တော့ကိုယ့်အတိုင်းရဲ့အနိပေါ်ဒီချင်တာကိုပဲကျင်းမြောက်စွာမြင်မယ်ဆိုပြီးတော့ပါဒီလိုနဲ့အတွင်းကိုဆက်လိုက်တော့တခါတလေတောင်းပြီးကိုနေရောက်ပေးမယ်တောက်ပိုးရီမိုးတဲ့၍ဒါမှတော့နေမုံလေး꿰ရတဲ့အခါကြည်ကြည်မမြင်ရကြပါဘူးကမ်ပတ်မမြင်ရမျိုးတွေဖြစ်တတ်ပါတယ်ရရှိလိုက်တဲ့နောက်ထပ်သင်ခန်းစာတွေကဟဲလီလိုမာနာတွေဒေါသအာကာသတွေဖုံးပေးနေဘလောက်ပညာတွေတက်တဲ့ချစ်ချင်းတဲ့ပြပမာဏကမမြင်နိုင်ဖြစ်တဲ့ဆိုတာပါပဲတနေ့မီတနေ့ဂျုံတက်လိုက်ရုပ်ဆက်လိုက်လူတွေထဲမှာတုံးငီပွားလိုက်လုံနေသမျှတော့ဘာရင်သိမှတူတာမှမဟုတ်ပါဘူးထိုးကြောအောင်နေသူတွေဖြစ်လာမှမဟုတ်ပါဘူးတောင်ကြီးတွေနဲ့ကြွေတော့မှတပ်ဖို့ဗီဒီယိုတွေထုတ်လာမယ်ဗီဒီယိုပေါ်မှာအကြီးတွေနေဆုံးတိုးတက်လာမှဖြစ်ပါတယ်ကျွန်တော်တို့လူတွေရတယ်တောင်ထွန်းနေတူရဲ့မြင်မာတဲ့ဒီမန်ချက်ပေးထားဖို့လိုပါတယ်ဒီလိုထားလိုက်မှသူဒီမန်ချက်ကိုရအောင်စူးစမ်းတန်လန်းဝေးလောက်လာမယ်ဒီလိုဒီမန်ချက်စီတန်လန်းရမှလည်းအခက်အခဲတွေနဲ့တွေ့ရမယ်အဲဒီလိုအခက်အခဲတွေနဲ့တွေ့တဲ့အခါအဲဒီအခက်အခဲတွေကိုစော်လာနိုင်အောင်စူးစမ်းရေးလူတွေဟာခင်းချက်ကနိုင်တဲ့အရေးသွေးမျိုးစုံတိုးတက်လာနိုင်တဲ့ဘဝအကြောင်းဝကကြောင့်ပေါ်လာလေသူဖြစ်လာနိုင်ပါတယ်စစ်တမ်းမီတွေကိုတက်တဲ့အခါမလိုအပ်ပဲအော်ဟီတာတွေကြက်ကြဲပြောဆိုတာတွေကိုပြုလုပ်ရင်အဲ့ဒီတန်တွေကြောင့်နှင်းပွေဆိုင်ထဲတွေကျူးစင်းလာတက်ပြီးတော့တောက်တက်နေသူတွေကိုအနေနဲ့ပြုနိုင်နေဆိုတာပါပဲ။ဒါကတော့ YouTube ကနေ Swift Down ဆိုတဲ့တောင်ကိုတက်တဲ့တောင်တက်သမားကြီးတယောက်ကချီးရင်းနဲ့ပြောကြားခဲ့တာလေးပါ။ရရှိခဲ့တဲ့သင်ခန်းစာလေးကတော့ဒီလိုတောက်ကတဲ့အခါမှာအကွာအကွယ်လက်တက်တွေကိုသတိကြီးကြီးထားရသည်လို့ကျွန်တော်တို့ရဲ့ပါဆက်ကိုလည်းဘလို့လားတဲ့စကားတွေမပြောမီကိုပြထားရမယ်ဆိုတာပါအမြင်ကိုတက်တဲ့အခါခြေလက်ဖောက်ထောက်ပါမကတက်ရပါမယ်အနေကိုကြတဲ့အခါမှာတော့ခြေတနပ်ပိုင်းရင်လည်းအောင်ဆုံးပြီးရောက်သွားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်စေတနာမှာညံပါပါစေတခါတော့ကတာနီကို
တိုးတက်ဆန္ဒပြီးတာယာဝါနှောင်းအောင်ပတ်ထားတဲ့ဘရင်ကြီးတစ်ပါးရှိပါတယ်တဲ့သူတိုင်းပြည်မှာပြည်သူပြည်သားတွေဟာလည်းစိတ်ချမ်းသာကြသလိုပျော်လဲပျော်ရွှင်ကြပါတယ်ဒါနဲ့တနေ့ကျတော့ဘရင်ကြီးကတိုင်းပြည်ရဲ့ပိုလှည့်လည်ကြီးကိုဆုံးဖြတ်လိုက်ပါတယ်အကြောင်းကတော့ပြည်သူပြည်သားတွေဘလို့နေထိုင်ကြသလဲဆိုတာသိဖို့နဲ့သူ့ရဲ့နိုင်ငံအတွင်းကသမိုင်းငင်နေရတဲ့တကူကြီးဖျားတွေကိုလည်းဖိုးဖို့ပါဒါပေမဲ့ဘရင်ကြီးကသူ့တိုင်းပြည်ရဲ့နေရာတိုင်းကိုတော့လက်ထားလုံးနဲ့သွားလို့မရခဲ့ပါဘူးတချို့နေရာတွေမှာခရီးလက်ကအခက်ခဲကြမ်းတမ်းတာကြောင့်လမ်းလျှောက်သွားရတာတွေလည်းရှိပါတယ်ဒါပေမဲ့ဘရင်ကြီးကလည်းမလျှော့ပါဘူးသူသွားခြင်းတဲ့နေရာတွေကိုကုန်းချောင်းဆိုလေးရှောင်းသွားပါတယ်အဲ့ဒီလိုသွားတဲ့အခါကိုခါတိုင်းမှုပြည်သားတွေနဲ့ပိုပြီးထိတွေ့ခွင့်ရလိုက်တဲ့အတွက်မတိသေးတဲ့များစွာကိုလည်းတည်သွားပါတယ်တိုင်းသူပြည်သားတွေဟာလည်းဘရင်ကြီးကိုမြင်တော့ပြောကြပါတယ်ရေးဒီလေးလည်းဆန္ဒပြောခွင့်ရကြပါတယ်ခတ်တာကဘရင်ကြီးဟာလိုင်းရှောင်းရတဲ့အခါမှာထင်သလားခရီးမပေါက်ပါဘူးလမ်းမင်းကကြောင်လန်းနေမှုကြမ်းတက်ခတ်ထန်နေပါတယ်သူရဲ့ချက်တော့တွေဟာလည်းအချင်းခူရောက်လာပါတယ်ဒါနဲ့ဘရင်ကြီးကစဉ်းစားလိုက်ပါတယ်နောက်တော့လမ်းမင်းကကျန်လိုက်တာခဏလေးလာတဲ့ငါဘရင်အောင်ကီလောနာကျဲပင်မနေလေးစိဖက်တိုက်လေငါရဲ့ပြည်သူတွေဘလောက်တောင်စီရင်မိကြမလဲငါတို့ခုခုလုပ်ပြီးမှဖြစ်လိမ့်မယ်လို့ကြံစီရင်သူ့ရဲ့တွေကိုဘူမတ်ဒေးစီပြောပြလိုက်ပါတယ်အပက်ကြီးတို့လမ်းနေဟာကြောက်ခဲ့ပြီးကြောင့်ကြမ်းတမ်းလိုက်တာလေးစိကန်တန်းနေတဲ့ပြည်သူတွေဒုက္ခရောက်ကြတာပေါ့သူတို့တော့ကမာကျန်တခုရှိတယ်နောက်နေ့ကစပြီးနိုင်ငံကလမ်းတွေကိုတည်ရခဲ့ပြီးတည်လမ်းတွေကပြောင်းလဲလိုက်တော့မယ်ဒါဆိုရင်ပြည်သူတွေလည်းခြေောက်မနာတော့ဘူးဒီစပါးကိုကြားတဲ့အခါမှာမူးမအားလုံးဟာရေလို့ဖြူသွားကြပါတယ်ဟုတ်ပါတယ်တလားကီလုံးကလမ်းတွေကိုတည်ခင်းမှုဆိုတာလွယ်မှမလွယ်ပါဘူးဝေကြီးဝေလန်းညာချင်းကုန်နိုင်တယ်လို့ကျွဲနွားတွေရဲ့အသက်ပေါင်းများစွာတဲ့တည်ကျပျက်စီးသွားနိုင်ပါတယ်နောက်တော့ပညာရှိမကြီးတဝုကသိရင်နာကိုတူကတ်သွားပြီးတော့ရှောက်တင်နိုင်ပါတယ်အရှင်မကြီးကျွန်တော်မျိုးမှာအကြံကောင်းတစ်ခုရှိပါတယ်လှူဆောင်ဝေပြူဝေပါဘရီကြီးကလည်းသူယုံကြည်ရတဲ့အမကြီးမို့လို့ခွင့်ပြုလိုက်ပါတယ်ဒါနဲ့အမကြီးကခရင်ရဲ့ခြေပေါ်တိုင်းကိုရှူလိုက်ပြီးတရေတခုနဲ့ဖနက်တရန်ချုပ်လုပ်ပေးလိုက်ကြတော့တယ်အရှင်မကြီးဒီဖနက်ကိုစီကြည့်ပေးပါဘရင်လည်းအမကြီးပေးတဲ့ဖနက်ကိုစီပြီးခံရှောင်ကြည့်လိုက်ပါတယ်ဖနက်ဟာကြောက်ဖဲရီရဲ့တန်ကိုကောင်းစွာကောက်ပွင့်နိုင်တာပို့ပြီးလိုက်ပါတယ်အဲဒီနောက်ဘရင်ကြီးရတယ်ပြည်သူဒေသတွေအတွက်တရီလန်းစာတရီဖနက်တွေကိုသာလိုအပ်သူတွေထပ်ပေးဝေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဘရင်ကြီးဟာအမေကြီးရဲ့ကြီးစုကြောင့်စေတနာလေးထမြောက်ခဲ့တယ်လို့မလို့တဲ့ငွေကုန်ကြီးကြရီလေတတသားတဲ့ပြင်ကျွဲနွားတွေရဲ့တက်တွေဟာလည်းရှင်သန်သွားပါတော့တယ်ဒီလိုပါပဲတချို့လူတွေဟာဒီပုံမြင်တွေကဘရင်ကြီးလိုပဲတအားကိုစေတနာကောင်းကြပါတယ်တခုခုဆိုရင်ကိုကြီးလိုက်မယ်ဟာဖြည့်ပေးလိုက်မယ်ထောက်ပတ်ပေးလိုက်မယ်ဆိုတဲ့လူတွေလည်းရှိပါတယ်တကယ်ပါပဲသူတို့ဟာသူကောင်းလေးပါတနည်းအားဖြင့်သူပြီးသားတဲ့လူတွေဖြစ်ပါတယ်ဒါပေမဲ့အဲဒီလိုတစ်ဖက်သားကိုစေတနာထားပြီးကိုကြီးတဲ့အခါမှာမလိုလားအတားတွေပိုတော့ဖြစ်မကားဖို့တော့ပါတယ်ဉာဏ်နဲ့ရှင်တတ်ဖို့စေတနာကနေဝေဒနာဖြစ်သွားဖို့အတွက်ပါကျွန်တော်တို့ကိုယ်တိုင်တော့စေတနာကနေဝေဒနာဖြစ်စားရတာတွေကြုံဘူးကြတယ်မဟုတ်ပါလားကိုကကောက်စိတ်ချင်းလို့လုပ်ပေးလိုက်တာကတစ်ဖက်သားရဲ့ဒုက္ခတွေခက်ခဲတွေကိုဖြေရှင်းပေးရမရောက်ပဲနဲ့နှဆတူသွားစေတာမျိုးဖြစ်သွားတတ်ပါတယ်ဒီတော့ဘာပဲလို့မိမိအနေနဲ့ဉာဏ်နဲ့ရှင်းတွဲတကူလိုပါတယ်ဉာဏ်မပါလို့ပူညီမှုတွေဟာအလံသွားဖြစ်သွားတတ်ပါတယ်စေပစပ်ကိုနှက်ပြုတ်တယ်လို့အကော်ရလုံနေလို့လည်းဂျိုးမရှိပါဘူးလို့ပြောကြလိုပါတယ်စိတ်ကောင်းထားပါစိတ်ကောင်းရှိသူတိုင်းဟာတာနေပါတယ်ဘာကပပိုင်နော်ဒီတစ်ခုတော့ပိုင်အောင်လုပ်တင်ပါတယ်ဒေါသနဲ့ကိုယ်ကိုယ်ရေးပါဒေါသကနှက်ချမှုတွေကိုပေးပါတယ်ကိုယ်တိုင်ကိုရောပတ်ဝန်းကျင်ကိုရောပါ10မိနစ်ဒေါသထည့်ရလိုက်စက္ကန့်60စာပျော်ရွှင်မှုတွေဆုံးရှုံးသွားရတာကိုမမေ့ပါနဲ့မိသားစုဝေလူပေါ်တီးခံခြင်းဟာချစ်ချင်းမြတ်တာကိုဖော်ညွှန်းပါတယ်တခြားသူတွေပေါ်တီးခံခြင်းဟာလေးစားမှုကိုဖော်ညွှန်းပါတယ်မိမိကိုယ်ကိုတီးခံနိုင်ခြင်းဟာမိမိကိုယ်ကိုယုံကြည်မှုရှိတာကိုဖော်ညွှန်းပါတယ်အခြေလေးတွေကိုအလိုက်ထင်တီးခံခြင်းဟာမိမိရဲ့ကိုယ်ရည်ကိုယ်သွေးရည်ချင်းကိုဖော်ညွှန်းပါတယ်အတိအဆောင်မှုတင်တွေပါနဲ့ရည်ရည်တွေပဲကြားလိုက်ရင်ကိုယ်တိုင်ပဲဝမ်းနေရပါတယ်နောက်တဲ့ကြောင့်လည်းတင်တွေပါနဲ့စိုးရင်ကြောက်ကြမှုတွေအားငယ်မှုတွေကစပတ်တပေမို့အိတ်ဆန်နာလေးပါတယ်မယ်ပြစ္ဆုတ်ပတ်လက်ရှိချိန်မှာအကောင်းဆုံးစိတ်ထားအကောင်းဆုံးလုပ်တွေနဲ့နေထိုင်ပါဒါဟာကောင်းချီယုံမာရေးဆက်ရလာပြီးတော့လက်ဆောင်တစ်ခုဖြစ်ပါတယ်။ဘဝရဲ့စပတ်ချက်တိုင်းကပိုကောင်းမွန်လာစေတယ်လို့ပိုပြီးခါတိပွားစေနိုင်တာလည်းရှိတတ်တာကိုမေ့မထားပါနဲ့။
ကြုံတွေ့ရတဲ့တက္ကနာတွေဟာအတွေ့အကြုံကောင်းတွေကိုတိဆောက်ပေးနိုင်တယ်လို့အမှားဖြစ်လေကိုချိုးခံနိုင်ပါတယ်ဒူးထောက်မလားဆက်ရှောင်းမလားဆိုတာဟာကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေပါတယ်လှပတဲ့နေရာတိုင်းဟာအမြဲတမ်းမသားနိုင်နေမဲ့ကောင်းတဲ့နေရာတိုင်းကတော့အမြဲတမ်းလှနေပါတယ်ကြော်ရရင်လှတာထက်ကောင်းတာကိုဦးစားပေးပါပျော်ရွှင်မှုဟာကိုယ်စီကိုချက်ခွဲတော့ရပြီကိုနေရာတွေကိုယူဆောင်ရပေးပါတယ်။ဒါကြောင့်အနည်း fortune ရအောင်တနိုင်သမျှကြိုးစားသင့်ပါတယ်။အနည်းဆုံးတော့တင်လိုက်တာဟာအကောင်းဆုံးသောတနေ့တာအတွက်ဖြတ်တန်းတဲ့လက်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ဘဝမှာစိတ်ကသာရဖြစ်ပါတယ်။ဒီစာအုပ်ကိုနားဟောင်မှရှုခြင်းအပြင်စိတ်ကစားနေသူတွေကစိတ်ကတွေပြန်ခေါ်ယူနိုင်ဖို့အထောက်အကူပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ကိုယ်တိုင်လိုတဲ့စိတ်သက်သာနေတဲ့အချိန်စိတ်လာငယ်နေချိန်မှာ motivation တွေညွှန်နေချိန်မှာစောင့်ထိန်မှာပါတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့နားဟောင်ဖတ်ပြပါတယ်။စစ်ခွန်အားတက်စရာစာရေးပြီးတော့လည်းအားပြန်ယူဖြစ်ပါတယ်။ဒီကစာပတ်သူနားဟောင်တွေကိုလည်းစိတ်ကတွေခင်တင်ပေးပါလိမ့်မယ်။အောင်မြင်တိုးတက်နေတဲ့ဘဝလက်ကြားကိုခုဖတ်ပြရဲ့စာအုပ်လေးကိုဖတ်ရင်နားထောင်ရင်းနဲ့စိတ်တခေါ်အားပြည့်နဲ့အဆုံးပြီးရှောင်းလန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဤကုန်းချုံလိုက်ရပါတယ်။